Isendi kala darayanti radiyo Vayoguna anubhava sahanti Idavaya marani bhikamano Punyani gairatha dukha vahani Isendi kala darayanti radiyo Vayoguna anubhava sahanti Idavaya marani bhikamano Punyani gairatha dukha vahani ပြိဿတွေပါဠိရွတ်သွားပါဠိတွေရွတ်သွားတာမဟုတ်ဘူးလားအဲ့ဒါပါဠိတွေရွတ်သွားတာပြောလေပါဠိရွတ်သွားတယ်ပါဠိတွေရွတ်သွားတာဟုတ်ပါတယ်ရှင်တော်မြတ်ဘုရားရဲ့ရွှေနှုတ်တော်ထွက်ပါဠိတော်တရားစစ်ပါဆိုတာသိအောင်ရွတ်ပြတာနော်ပြီးတော့ဒီကာရပါဠိလေးကိုပြိဿတွေဘယ်သူရွတ်တာလဲလို့မှတ်မယ်ဆိုရင်ဗျမ္မာကြီးတစ်ပါးရွတ်ပါတယ်ဘယ်သူလဲတညာသောအခါမှာဗျမ္မာကြီးတစ်ပါးမြတ်စွာဘုရားထာမောရောက်လာပြီးတော့ဒီကာရလေးနဲ့လျှောက်တာဗန္တိဘုရားကြီးတော်မူသောမြတ်စွာဘုရားကာလအချိန်ကာလတို့သည်ဣစင်တိလွန်သွားကြပါကုန်၏မြတ်စွာဘုရားဟောအဓိပ္ပာယ်ရှင်းပြီလားမြမကြီးလျှောက်တဲ့စကားလေးကိုတခွင်းပြောမယ်ဘုရားကြီးတော်မူသောမြတ်စွာဘုရားအချိန်ကာလတွေသည်လွန်ပြီးတော့သွားကြပါတယ်မြတ်စွာဘုရားပြိဿရဲ့အချိန်ကာလတွေပါဖြစ်ရတ္တိယောနိဝိညစ်တွေဟာလည်းပဲတရယံတိကုံလွန်၍သွားကြပါကုန်၏မြတ်စွာဘုရားဟောနောက်တစ်ခုနေ့တွေညစ်တွေဟာလည်းဘာဖြစ်လဲကုံလွန်ပြီးတော့သွားပါတယ်စကားဘယ်နှခုရှိပြီလဲဣမသမိန်လောကဟောဒီလောကရဲ့မှာရှိနေတဲ့လူနာဗျာမသတ္တဝါပေါင်းတို့ကိုလည်းပဲဝယောဂုဏအရွယ်၃ပါးတို့သည်အနုဘောဂအစဉ်အတိုင်းဇဟန္တိဆွန်၍သွားကြပါကုန်၏မြတ်စွာဘုရားနောက်စကားလေးကကိုလေးနဲ့ရှင်ဘုရားတဲ့ဟောဒီလောကကြီးထဲမှာရှိနေတဲ့လူနာဗျာမသတ္တဝါပေါင်းတို့ကိုလည်းပဲပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်လို့ခေါ်တဲ့အရွယ်၃ပါးတို့သည်အစဉ်အတိုင်းစွန့်၍သွားကြပါကုန်၏မြတ်စွာဘုရားစကားဘယ်နှခုသုံးခုဒီစကားလေးသုံးခုကိုပဲပြိဿကြီးရှေ့မသွားဘဲနဲ့ဒါလေးကိုပြန်ရှင်းကြည့်အောင်မြမကြီးပထမဆုံးလျှောက်တဲ့စကားလေးကဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားအချိန်ကာလတွေဟာကျော်လွန်ပြီးတော့သွားပါလေတခေါနော်အချိန်ကာလတို့သည်ကျော်လွန်ပြီးတော့သွားသလိုပဲနေ့တွေညစ်တွေဟာလည်းပဲကုံလွန်ပြီးတော့သွားကြပြန်ပါတယ်မြတ်စွာဘုရားမှတ်ပြီနော်အဲ့ဒီအတိုင်းပဲဗျာတဲ့ဟောဒီလောကကြီးထဲမှာရှိနေတဲ့လူနာဗျာမသတ္တဝါပေါင်းတို့ကိုလည်းပဲပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်လို့ခေါ်တဲ့အရွယ်၃ပါးတို့သည်အစဉ်အတိုင်းစွန့်၍သွားကြပါကုန်၏မြတ်စွာဘုရားစကားလေးဘယ်နှခုမှရှိတယ်သုံးခုဒီတော့သူလျှောက်တဲ့ပထမဆုံးစကားလေးကိုပြိဿကြီးအနည်းနည်းလေးချဲ့ပြောကြည့်အောင်အချိန်ကာလတွေကဘာဖြစ်လဲကျော်လွန်ပြီးတော့သွားတယ်ဒီတော့ဒုတိယနာပြိဿကြီးကိုယ်တိုင်ဖြတ်သန်းနေတဲ့ဘဝရဲ့ရပ်ပေါင်းများစွာတွေကတရက်တာလေးကိုပဲအာယုပြုကြည့်ဘယ်လိုလဲဘုန်းကြီးတို့တရက်တာကိုအချိန်ပိုင်းလိုက်တော့ပြိဿရဲ့မနက်ပိုင်းမှာမနက်ခင်းဆိုတာပေါ်မလာဘူးလားပြီးတော့နေ့လည်ခင်းပြီးတော့ညနေခင်းတရက်မှာပြိဿအချိန်နဲ့ပိုင်းလိုက်တော့ဘယ်လောက်မှရှိလဲရှိသားမနက်ခင်းမိုးလင်းဘုန်းကြီးတို့အာယုံတက်အိယာထားပြီး9နာရီခွဲ6နာရီဝန်းကျင်ဆိုတာနဲ့ဘဝမှာတရက်တာအတွက်မနက်ခင်းဆိုတာမစဘူးလားစားလိုက်တဲ့မနက်ခင်းလေးဖြတ်ကြည့်6နာရီရပဲတော့9နာရီခွဲရပဲတော့6
6 နာရီနဲ့9 နာရီ 10 နာရီ 9 နာရီ 10 နာရီ 11 နာရီ 12 နာရီရှိသားနိုင်လေး6 နာရီ 6 နာရီခွဲဝန်းကျင်တော့ဖြတ်သန်းလိုက်တာတဲ့မွန်းတဲ့12 နာရီတိတိရောက်ပြီဆိုတဲ့အချိန်မှာမနက်ခင်းဆိုတဲ့အချိန်ကြီးကြံနေတယ်ဘာဖြစ်သွားလဲကျော်သွားပြီမောလွယ်12 နာရီ10 မိနစ်ရောက်တဲ့အချိန်မှာပြိဿရေမနက်ခင်းဆိုတဲ့အချိန်ဒီစကားထဲမှာပဲကြံတော့မယ်ပြစ္ဆုတ်ပန်တဲ့အချိန်မှာတော့မနက်ခင်းဆိုတာရှိသေးလားသူအဲ့ဒါကိုပြောတာဒီတော့မွန်လွယ်10 မိနစ်ကနေရောင်းလိုက်တဲ့နေ့လေခင်းသည်တဲ့1 နာရီ 2 နာရီ 3 နာရီ 4 နာရီ 4 နာရီလောက်လဲဖြတ်သန်းပြီးတော့4 နာရီတိတိအချိန်လောက်ရောက်ပြီဆိုရင်နေ့လေခင်းဆိုတာရှိသေးလားကုန်ပြီ4 နာရီ 10 မိနစ်ရောက်ပြီဆိုတာနဲ့ပြိဿရဲ့ပြစ္ဆုတ်ပန်တဲ့မှာနေ့လေခင်းဆိုတာရှိသေးလားရှိတော့ဘူးဒါဆိုရင်4 နာရီ 10 မိနစ်ကစားလိုက်တဲ့ညနေခင်းကြည့်လိုက်လို့လည်းပြိဿရဲ့5 နာရီ 6 နာရီ 6 နာရီခွဲ2 နာရီခွဲလောက်ဖြတ်သန်းလိုက်တာညနေခင်းဆိုတာရှိသေးလားအဲ့ဒါလေးသူလျှောက်တာဗန္တိဘုသောကြီးတော်မူသောမြတ်စွာဘုရားဗန္တိဘုသောနေဝထုံးလင်းတောက်ပါတော်မူသောမြတ်စွာဘုရားကာလခေါ်ရင်လောကကြီးထဲမှာလူသားတွေပြောနေတဲ့မနက်ခင်းဆိုတဲ့အချိန်ကာလသည်ဣသင်ဒီ12 နာရီ10 မိနစ်ရောက်ရင်တော့ကျော်လွန်လို့သွားခဲ့ပါပြီမြတ်စွာဘုရားရှင်းပြီလား12 နာရီ10 မိနစ်ကရောက်လာတဲ့နေ့လေခင်းဆိုတဲ့အချိန်ကာလသည်လည်းပဲညနေ4 နာရီ 10 မိနစ်ရောက်ရင်တော့ကျော်လွန်လို့သွားခဲ့ပါပြီမြတ်စွာဘုရားရှိသေးလားညနေ4 နာရီ 10 မိနစ်ကစတင်လို့ရောက်လာတဲ့ညနေခင်းဆိုတဲ့အချိန်ကာလသည်လည်းပဲ6 နာရီခွဲ 10 မိနစ်ရောက်ရင်တော့ကျော်လွန်လို့သွားခဲ့ပါပြီမြတ်စွာဘုရားရှိသေးလားကဲ6 နာရီခွဲပြီး10 မိနစ်လည်းရောက်တော့တနေ့တာဆိုတာရှိသေးလားတနေ့တာကုန်သွားတယ်လည်းပါစကဲတညတာစားလိုက်တာညနေ6 နာရီခွဲရတယ်စားလိုက်တာသူလည်းပဲနေ့လေလိုပဲညဦးရံသကောင်ရံမိုးတောင်းရံသို့တော့နေ့ကမှပရိသတ်ရေလှုပ်ရှားရုံးကန်ရင်လည်းကုန်မမသိကုန်သေးတယ်ညကဘယ်လိုကုန်သွားမှန်းတော့သိလိုက်ဘူးကဲနောက်တနေ့အာယုန်တက်9 နာရီခွဲ 6 နာရီဒီပါရောက်ပြီဆိုတော့တရက်တာပြန်မစားဘူးလားအဲ့ဒါလေးသူလျှောက်တာရတ္တိယောနိရိညင်တွေဟာလည်းပဲတရယံဒီကုံလုံး၍သွားခဲ့ပါ၏မြတ်စွာဘုရားကြည်သာသူလျှောက်လိုက်တဲ့ဒီစကားလေးနှခေါင်းထဲမှာပဲဘုန်းကြီးတို့တွေတတိထားပြီးတော့မြန်အာယုံပြုရင်တန်ဝေကယူစရာတွေမပါဘူးစဉ်းစားကြည့်ယမကြီးလျှောက်လိုက်တယ်လို့မနက်ခင်းဆိုတဲ့အချိန်ကြီး12 နာရီ 10 မိနစ်ရောက်ရင်ကြော်ခဲ့ပြီဗျာနေ့လည်ခင်းအချိန်ကလည်း4 နာရီ 10 မိနစ်ရောက်ရင်ကြော်ခဲ့ပြီဗျာညနေချမ်းအချိန်ဆိုတာလည်းပဲ6 နာရီခွဲပြီး10 မိနစ်ဆိုရင်ကြော်ခဲ့ပြီဗျာဆိုတဲ့အတွေးမျိုးများဘုန်းကြီးတို့တွေးပြစ်တာများလားမတွေးပြစ်တာများဒီဘူးဒါဆိုရင်6 နာရီခွဲပြီး10 မိနစ်စားလိုက်ပြီတို့ညတညရောက်ပါပေါ်လာပြောလိုက်ဆိုလိုက် TV လေးကြည့်လိုက်အိတ်ချင်းရောက်တော့အိတ်လိုက်မနက်ခင်းအုံမုံစုံဝမ်းနဲ့ထားလိုက်တာတဲ့တညတာဘယ်လိုကုန်မှန်းမသိဘူးတဲ့သိလိုက်လားတွေးဖို့နေသာသာကုန်သွားတာတော့မသိတဲ့လူတွေအများကြီးဟုတ်လားအေးအဲ့တော့အဲ့ဒီလိုတာကိုကနေတာတဲ့သောကပြောသလိုပဲပရိသတ်ရေမနက်ကနေနေ့လေခင်းကနေညနေခင်းအောင်ပြောင်းလိုက်တဲ့အချိန်တို့ဒီတရက်တာဆိုတာကုန်သွားသလိုညနေ6 နာရီခွဲ10 မိနစ်မှစတင်ရောက်လိုက်တဲ့တညတာဒီမိုးလင်းအာယုံကျင်းတဲ့အခါကျတော့တညတာကုန်သွားပြီဆိုရင်နေ့ရညတွေကုန်ပန်းများတဲ့အခါကျတော့တလဆိုတာပေါ်မလာဘူးလာရီစုပါများတော့12 လပြည့်တော့ပြိဿဤတနှစ်ဆိုတာကြည်သာရက်ဒီလာရီနဲ့မတွက်နဲ့တနှစ်ဆိုတဲ့အချိန်ကုန်သွားတိုင်းကိုယ့်အသက်ဒီတနှစ်ကြီးသွားတာလားငယ်သွားတာတနှစ်ကြီးသွားတာလို့ပြောလို့ရတယ်လို့ပြိဿရင်နေမဲ့တဲ့ကတနှစ်ရော့ပြီးတော့သေမဲ့ဘက်ကိုတနှစ်ပါဖြစ်သွားနီးမသွားဘူးလားအဲ့ဒါပဲသို့တော့တတိထားလားမထားလားဟောဒါလည်းမထားသေးဘူးဟုတ်ပြီဒါဆိုရင်ပြိဿိတလကလည်းသတိမထားနိုင်တနှစ်ကုန်တော့လည်းသတိမထားနိုင်2 နှစ် 3 နှစ် 4 5 နှစ်ရောက်ပြီဆိုတော့ရောပြိဿိသတိထားကြလားမထားကြလား
ကြီးလာလိုက်တာတဲ့အဲ့ဒီမှာတတ္တဝါတွေမေ့နေတာကိုမြမကြီးပြောနေတာအရှင်ဘုရားတဲ့နေကနေညင်းကနေနေတွေအပြန်လန်ပြောင်းမှများလာတော့ရက်တွေဖြစ်လာတယ်ရက်တွေစုံမိလိုက်တော့ရက်30ပြည့်တဲ့အခါကျတော့တလားဆိုတာကိုများပြီဘုရားအဲ့ဒီတလားကိုကြော်လို့မှများလာတော့12လပေါင်းတော့တစ်နှစ်ဆိုတာပြည့်ပြန်ပြီတနေ့တွေပေါင်းလိုက်တဲ့အခါကျတော့တတ္တဝါတွေအမိဝန္တိုက်ကကျွတ်ခြင်းကစပြီးတော့ပြိဿယေပထမအရွယ်အတွင်းထဲမှာလှည့်ပတ်လို့ဘဝကိုလှူရှားလို့လာလိုက်တာပထမအရွယ်ဆိုတာပေါ်မလာဘူးအဲ့ဒါတော့သတိထားပြန်တော့ဒါလည်းမပြပြသေးဟုတ်ပြီဒီတော့ဘုန်းကြီးတို့ဒီနေရာမှာသူကပြောတယ်တတ္တဝါတွေအားလုံးကိုလည်းပဲပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်စသည်ဖြင့်အရွယ်၃ပါးကအစဉ်အတိုင်းစွန့်ပြီးတော့သွားကြပါတယ်ခင်ဗျာပြိဿရဲ့အရွယ်၃ပါးကပါတယ်ဒါဆိုရင်ပြိဿရဲ့အရွယ်၃ပါးကအစဉ်အတိုင်းစွန့်သွားတယ်ဆိုတာအရွယ်ကဘုန်းကြီးတို့ကိုစွန့်ခဲ့တာလားဘုန်းကြီးတို့ကအရွယ်ကိုစွန့်ခဲ့တာကိုယ့်ကိုစဉ်းစားကိုကအရွယ်ကိုစွန့်ကျင်လို့စွန့်ခဲ့တာလားအရွယ်ကကိုစွန့်ထားခဲ့တာလားကိုကတော့စွန့်ကျင်တာဟောအေးပေါ့ရက်တွေနိုင်တွေမပြောနဲ့အရွယ်ကိုသူတို့မစွန့်ကျင်သေးဘူးဟုတ်လားအဲ့တော့ပြိဿရဲ့အရွယ်နဲ့လာပြီးဘယ်နှရွယ်ပိုင်းလိုက်တနေ့မှာမနက်နေ့လယ်ညနေပိုင်းသလိုပဲတညမှာရေဥယံသကောင်ယံမိုးတောင်ယံပိုင်းသလိုအရွယ်မှာလည်းပထမဒုတိယတတိယအရွယ်၃ပါးပိုင်းလိုက်တာဒီမှာကျတော့ဘုန်းကြီးတို့အရွယ်ပိုင်းတာတော့နည်းနည်းလေးနှစ်လေးနဲ့ကြိုပြီးတော့တွက်ထားမှဖြစ်မှာကဲဒါဆိုရင်ပြိဿရဲ့ပထမအရွယ်ကိုအသက်ဘယ်လောက်ထိနေခြင်းလဲပြောဒီလောက်တော့အရွယ်ကြိုက်တဲ့လူတွေဘယ်လောက်ထိနေခြင်းကဲမြတ်စွာဘုရားရဲ့တတ်တော်မှာဘယ်လောက်မှဘုရားပြိဋိဘံစံလဲ80ဟုတ်ပြီဒါဆိုရင်ကျွတ်တို့မြန်မာလူမျိုးကအမှန်တမ်းပြောကြည့်အစစ်တောင်းတာဝါသနာပါလားမပါအဲအရှင်ဘုရားတဲ့အရှင်ဘုရားကသတ်တော်80မှာလွန်တော်မူပေမူညာတော်လည်းပဲတပည့်တော်တို့အကုန်လုံးကိုတော့80နှစ်လောက်တော့ထားပါဘုရားတစ်နှစ်လောက်အစစ်တောင်းလိုက်ဘုရားကြီးကဘယ်လောက်လဲတနေ့ဆိုတော့ပေါ့ဝါသနာမပြောက်အောင်ဟုတ်လားကဲဘယ်လောက်ဖြစ်သွားလဲကဲဒုပရိသတ်ကို82နှစ်ပြီးမယ်တဲ့ဘုရားကြီးကကျတော့ရှောက်ပြီးပြီကဲ82နှစ်ရမယ်ဆို82နှစ်ကို3ပုံမဝင်တပုံမှာဘယ်နဲ့ဒါတော့မှသွတ်မပြုံ26ဒီပိုင်းလာသေးတယ်ဟုတ်ကဲဒါဆိုရင်တပုံမှာဘယ်နဲ့29နှစ်ကဲဒါဆိုရင်ဘုန်းကြီးတို့80နှစ်မြတ်စွာဘုရားထံကနေတစ်နှစ်အဆင့်တောင်းပြီးတော့ယူထားတာတော့82နှစ်နဲ့တွက်မယ်ဆိုတော့ပထမအရွယ်ဒီအသက်ဘယ်လောက်မှကုန်29နှစ်ပြည့်သွားပြီ28နှစ်တည်းတရက်ရောက်ပြီဆိုတာနဲ့ပြိဿကြီးပထမအရွယ်ရှိသေးတာဒါဆိုရင်ဒုတိယအရွယ်ဘယ်နှစ်မှပြည့်ကဲ54ပြည့်လို့55တဲ့စရောက်ပြီဆိုရင်ဘယ်ရွယ်လဲရောက်ဒုတိယအရွယ်ရှိသေးတာကဲတတိယရွယ်ဘယ်ရွယ်မှာပြည့်ကဲ82နှစ်ပြည့်ပြီမသေးသေးဘူးဆိုတဲ့အခါကျပြိဿရဲ့ဘယ်ရွယ်လဲတတိယကိုနှစ်ကြော့တင်နေတယ်ဟုတ်လားတော်တော်လေးတော့အရွယ်ကိုကြိုက်တယ်တတိယအရွယ်ဆိုမှတော့မှညင်ဥယံကုန်တဲ့အခါကျပြိဿရဲ့မိုးတောင်ရံရောက်ပြီးတော့ဘာကြံသေးလဲတတိယအရွယ်ဟိုဘက်မှာတော့ပြိဿရဲ့မြင်ရရှိအောင်ပြန်ပစ္စည်းမအရွယ်ဒီတက်ပြောရရင်သီခာနီးအိမ်ဒါပဲကြံတော့တယ်လေဟုတ်တယ်မလားအေးပြောချင်တာကပြိဿကြီးတတိယအရွယ်ဟိုဘက်ရောက်တော့လို့မသိရဘူးနေရသေးတယ်ဆိုရင်တော့မှအရွယ်ပိုင်းကြာကြံသေးတာပြီးတော့အရွယ်တွေကတခါလေပထမအရွယ်ကနေ29နှစ်ရောက်တဲ့အရွယ်ကကိုယ်ဆွန့်သွားပြီဒုတိယအရွယ်ပဲပို့လိုက်ပြီ54နှစ်ပြီးတော့အရွယ်ကကိုယ်ဆွန့်သွားပြီတတိယအရွယ်ပဲပို့လိုက်ပြီတတိယအရွယ်80နှစ်ပြီးတော့ဆွန့်လိုက်ပြီဆိုတော့ဟိုဘက်မှာပြိဿကြီးဘာပဲဆွန့်ကြကြဘဝခန္ဓာပဲစွန့်ရကြံတော့တယ်စွန့်ရကြံသေးလားအောင်မဲကြိုက်တဲ့ဇီဝနဲ့ကူကြိုက်တဲ့သမားတို့နဲ့သွား100ကျော်200နေလို့ရလားဘာပဲစွန့်ရကြံတော့အဲ့ဒါပဲလေဒီတော့ဓမ္မကြီးပြောတဲ့စကားလေးတွေကဒီစကားလေးသုံးခုမှကိုပဲယူတဲ့ဒီညတရားသိလို့ရပြီဟုတ်ပြီလားအဲဒါကြောင့်ဗန္တိဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဤမှာသမိလောကဟောဒီလောကမှာရှိနေတဲ့လူနဲ့ဗျာမတတ္တဝါအပေါင်းတို့ကိုလည်းပဲဝယောဂုဏပထမအရွယ်လို့ခေါ်တဲ့အရွယ်တို့သည်
အသက်28နှစ်ကိုတရက်ရောက်လိုက်တာနဲ့စွန့်လို့သွားခဲ့ပါပြီမြတ်စွာဘုရားဒီလောက်အရွယ်ကြောက်တဲ့လူတွေကိုပြောလိုက်အောင်လားဒုတိယအရွယ်လို့ခေါ်တဲ့54နှစ်ပြည့်တဲ့အချိန်55နှစ်တနေ့ရောက်ရင်တော့စွန့်ခဲ့ပါပြီမြတ်စွာဘုရားတတိယအရွယ်ဆိုတဲ့အရွယ်ဒီလည်းပဲ80နှစ်ပြည့်ပြီဆိုရင်တော့နောက်ဆက်ပရိသတ်ဘဝခန္ဓာကိုစွန့်ဖို့ပဲကြံပါတော့တယ်စွန့်ရကြံသေးတာအဲ့တော့အရွယ်ဒီအပြုတ်ပဲအစင်းစင်းတတ္တဝအလုံးကိုစွန့်သွားတာတဲ့ကြည်စမ်းစွန့်တာကိုများသတိရလားမရလားမေးမနေနဲ့တော့ကိုယ့်ကိုပြန်စဉ်းစားကြည့်ဘယ်အရွယ်လဲရောက်ပြီလေဆိုရင်ဘယ်ထဲမှာပါတာများဒီလူတွေမှာပိုင်းလိုက်ရင်ဒုတိယနဲ့တတိယတွေများပါတယ်ဒုတိယနဲ့ခိတ်ပြုတ်ခန္တီတွေများပါတယ်ဟုတ်လားဒီထဲမှာကံကောင်းလို့ရှားရှားမမပါလို့ချင်းပထမအရွယ်ကအမလီကျွတ်တို့တော့ပဲဟုတ်လားကျွတ်တို့လည်းဒုတိယရွယ်ရောက်ပြီဟုတ်လားအဲ့လိုပြန်ပြောသူတို့မကြည့်နိုင်ဘူးသူကြတော့အရွယ်မကြိုက်တော့ကြောက်အောင်ဘလို့ဘလုံးနဲ့အတင်းပြောမယ်အဲ့တော့ပြောချင်တာကပြိဿရင်အရွယ်တွေကလည်းတတ္တဝါအလုံးကိုအစဉ်တိုင်းစွန့်သွားပါတယ်သို့တော့တတ္တဝါအလုံးဒီအရွယ်တွေကစွန့်သွားတာကိုတတိထားတာများလားမထားတာများကဲပြိဿရင်တတိထားတာမထားတာအသာထားလိုက်တော့ထားတာမထားတာတွေဘာမှမပြောနဲ့တော့အခုကဲပထမအရွယ်ကကိုယ့်ကိုစွန့်သွားပြီတဲ့စွန့်ခြင်းလို့စွန့်ခဲ့ရတာလားသူဟာကိုစွန့်သွားလို့စွန့်ခဲ့ရတာဟုတ်ပြီဒုတိယအရွယ်လေးရောက်ပြီဒါဆိုတော့ပထမအရွယ်နဲ့ဒုတိယအရွယ်တတိယအရွယ်ပြန်ပိုင်းကြမယ်နော်မနက်ခင်းနေ့လည်ခင်းညနေခင်းနဲ့ပြန်ပြီးတော့ဆက်ကြည့်မနက်ခင်းဆိုတဲ့အချိန်ဒီပြိဿကြီး9နာရီခွဲလောက်ကနေစလိုက်တာ12နာရီတိတိရောက်ဖို့ရတော့6နာရီခွဲလောက်တော့သူအချိန်မရဘူးလားကြည်စမ်း6နာရီခွဲလောက်အချိန်ရတယ်လို့ပဲကဲနေ့လည်ခင်းရတော့12နာရီ10မိနစ်ကစလိုက်တာဘယ်နှနာရီပဲရလိုက်နိုင်ရီတိုးသွားလားရော့သွားနေ့လည်ခင်းရောက်တော့နဲ့2နာရီခွဲပြီးလျှော့သွားပြီညနေခင်းရောက်တော့ဘယ်နှနာရီပဲရလိုက်2နာရီခွဲပဲရလိုက်တယ်ဆိုမနက်ခင်းမိုးလင်းရစားတဲ့မနက်ခင်းလေးကျ4နာရီလောက်ရော့မသွားဘူးဒီတိုင်းပဲဘုန်းကြီးတို့ဒီအရွယ်တွေကစွန့်သွားတာလားတတိမထားလို့တာမထားကြတာပါတဲ့ပထမအရွယ်29နှစ်တုန်းကရုပ်မျိုးတွေစိတ်မျိုးတွေဒုတိယအရွယ်မှာရှာလို့ရှိသေးတာမရှိတော့ဘူးနော်မနက်ခင်းမိုးလင်းပြီးအားကောင်းမောင်းတဲ့6နာရီခွဲလောက်ဖြတ်သန်းခွင့်ရလိုက်တယ်လို့ပဲ29နှစ်သုံးပုံပုံခွင့်ရတော့လည်းပဲပထမအရွယ်29နှစ်ဒီစိတ်အားလည်းတက်ကြွရုပ်အားလည်းကြက်ဖဟုတ်တယ်မလားအမြဲတမ်းမြင်ခုတ်ပဲခွတ်ချင်တယ်ဟုတ်လားတက်ကြွတဲ့ကြက်ဖအရွယ်ပဲအဲ့ဒီအချိန်ကျတော့ကြောင်တက်ရမှဈေးသွားရမှရံပြရမလားမောင်းနေရမလားဟုတ်လားဟိုပွဲသွားမလားဒီပွဲသွားမလားတရားပွဲဆိုလားမပြောနဲ့ဟုတ်လားအဲ့တော့မိသားကြီးတက်ကြွလိုက်တာတဲ့29နှစ်ကနေလာလိုက်ပြီးတော့28တဲ့ရောက်တရက်ကနေဒုတိယရွယ်ရောက်လာလိုက်တာဒီပြိဿကြီး30တွင်တော့အခြေအနေကသိမထူးသလိုပဲ35နည်းနည်းလေးသိလာပြီ40နဲ့54ကြား final ရောက်လာပြီဒုတိယရွယ် final ရောက်လာပြီဆိုတော့ကြံတဲ့နေရာတွေမပြောနဲ့ဟောဒီမျက်လုံးဒီ29နှစ်အတွင်းနဲ့တူသေးလားဘာဖြစ်လဲပုံယုံမဲလား40ကျော်ရင်ဝါလာပြီဟုတ်လားလူတွေလည်းအသက်40ကျော်ရင်ဝါလာပြီဝန်ထမ်းတွေလည်းသတ်ပြီး40ကျော်ရင်ဟုတ်လားဒီမျက်မှန်တွေပဲတက်ရပြီဟုတ်လားဟာလေဝါလာတာပြောတယ်ဝန်ထမ်းရက်ွက်မလို့နေဆွကြည့်တာလားကျုပ်ပြောတာကမျက်မှန်ပဲပြောတာဘာမှမပြောဘူးမျက်စိစေုံဖွင့်တာတဲ့ဘုန်းကြီးဆိုတာအဲပရိသတ်ရေ40ကျော်လာတာနဲ့29နှစ်တုန်းကစိတ်သာရှိရင်ရှိပဲရုပ်ကရှိသေးတာအသက်ကဘယ်လောက်ကျော်လာပြီ40နဲ့54ဒုတိယရွယ်ရဲ့နောက်ဆုံး14နှစ်လောက်ကိုကရောက်ပြီရောက်냐တော့လည်းပဲစိတ်ကြတော့ပြိဿကြီး14နှစ်လောက်ပြန်ဖြစ်မသွားဘူးစိတ်ကတခါတည်းငေးတာစိတ်ကြည့်ရတာငေးတာရုပ်ကငေးသေးလားစိတ်သွားတဲ့ကိုပါသေးလားဟိုမှာ29နှစ်အောက်ဒီဒေါင်းနဲ့ခုန်နေချိန်မှာကိုက40ကျော်စိတ်ကောင်းလေးပဲလှုပ်ရှင်ရုပ်ကလည်းပဲသူများပြောမလားဟုတ်လားသူများပြောမှကြောက်တဲ့အခါကျကိုကအနေလေးဟုတ်လားသွားကြထွားကလေတန်နဲ့ဆိုအနေလေးမပြီးတော့ငါအနေလေးရှိပါသေးဟုတ်လားအနေလေးနဲ့တူအောင်လုပ်လိုက်ရတာခေါင်းပေါ်သပင်ဒီတိုင်းထားတာဟာလို့40ကျော်လာတဲ့သပင်ကြီးကတတိပြမလားဟုတ်လားကဲအရွယ်ကကိုယ့်ကိုစွန့်သွားပြီပထမရွယ်လုံးဝဆိုရင်ခမမငယ်တော့ဘူးနော်
ရှင်မငယ်တော့ဘူးနော်ခေါင်းပေါ်ကအယောင်ပြောင်းသွားပြီအရွယ်ကမပြဘူးလားသို့တော်ပြိဿရဲ့စိတ်ကမပြောင်းခြင်းတဲ့ကတော့အဲ့ဒီအရွယ်တိုင်းထားဘာလို့လဲဟုတ်ရန်ကင်းမှာအရွယ်တော်တော်တင်ရနော်အသက်တရတော့ဒုတိယအရွယ်ထင်ရတော့သခင်ကြီးအကောင်းကြီးရှိသေးတယ်ဟုတ်လားဟုတ်လားကြည်စမ်းတခါတည်းစိတ်ကပထမအရွယ်စိတ်ကမပြောင်းတဲ့အခါကျတော့ဒုတိယအရွယ်ရောက်တော့တခါတည်းလုံနေရတာခေါင်းပေါ်သခင်အစင်ပြေစီးပွားရေးလေးချင်းနေကောင်းတဲ့အချိန်တော့ဂျူဒီပါလာသွားမယ်ကြွလာတယ်ဟောအဲ့ဆင်ဈေးတက်တော့စီးနေအောင်ကောင်းမကျွတ်ဘူးတော့ဟုတ်လားချင်းမနေဘူးကြွားလိုက်သေးတယ်ကိုလို့တာကိုလူသိရဟုတ်လားစီးပွားရေးအခြေအနေလည်းမကောင်းတဲ့အခါကျတော့ပရိသတ်ဆိုင်မသွားနိုင်တော့ဘာလုပ်လဲကိုယ့်ကိုဈေးဝယ်အုံမကောတဲ့တဲ့သွားလိုက်တာအဟောစွန့်ရမလို့တော့အဟောင်းနဲ့ကိုလည်းဟုတ်လားလူမသိတော့တချင်းလေးတကြောကြောနဲ့ပေါ့လေဟုတ်လားကျုပ်ကလည်းချင်းချင်းမသိတယ်ဘာလို့သိတော့အိမ်တိမ်ရောက်သွားတာဒကမပေါ့ပေါ့ဒကာကြီးသူကလေဥတော်ချလိုက်တယ်ထိုင်တော့လေအတက်မနေဘူးတစောင်းလေးထိုင်ပြီးဆိုလေဟောခောက်ကိုလိုက်သွားလိုက်တာလေကျုပ်ကကြည့်နေဒကာကြီးကသွားဘီးမဟုတ်ပါဘူးပေါ့ကိုယ်လည်းကိုယ်ပဲခုနကပြော40ကျော်တော့မျိုးလုံးများဝါးနေတော့ဒါဘီးအသေးများလိုက်ကြည့်တယ်ဟာဘီးမဟုတ်တာတော့သိကြတယ်ကြည့်နေတော့ကြမနေဒကာကြီးဘာတွေလုပ်ရလဲဘီးလည်းမဟုတ်ပါဘူးလို့ဘာမှမပေါ့ရှင်များရဲ့ဟောဒါလည်းမနေတွဲပွင့်ဘာတွေကိုနိုင်နေတာလဲကိုယ်လည်းရှာရှိတယ်ဘုန်းကြီးတွေဆိုဟောအရှင်ဘုရားလည်းခတ်ပါပြီတော့တဲ့အချင်းကြီးကောင်းတော့ဆိုင်သွားနေတယ်ဗျအချင်းကြီးမကောင်းတော့ဒကမာကြီးလည်းပတ်သက်မပြီးတော့ကိုယ့်အကိုပဲသွားလိုက်တာနဲ့ပဲဆေးဝယ်ပေါ့နေရတယ်။ဩကဲပြိဿရုပ်ကိုအဲ့ဒါလောက်ငယ်ခြင်းပြီဆိုတော့စိတ်ကငယ်လားမငယ်လား။ကျန်စိတ်ကသာငယ်တာအရွယ်က40ကျော်လို့50ဒုတိယသက်တမ်းတော့ကုန်ကန်နီးပြီဆိုတဲ့အချိန်မှာအရွယ်နဲ့မလိုက်တဲ့နေရာတွေသွားမိတာမသွားမိတာအမလီတော့မလုံးနဲ့ဟုတ်လားကိုယ့်အကိုသိငယ်ခြင်းနဲ့မလုံးကြတဲ့ဒကမာကြီးတွေဒကမာကြီးတွေလည်းခေါင်းပေါ်သမင်ဒကာကြီးတွေဆိုးတယ်လို့ဆိုးလားမဆိုးလားဟောဟုတ်ပြီသမင်ဆိုးတယ်ကဲပါးကအရေးတွန်းတာကြောင့်ဒီတိုင်းထားဘာလို့လဲမတင်းမချင်းကိုသူကြမ်းမှမိလိန်ကြပို့ကြတာဟုတ်လားကဲပရိသတ်ဒီမျက်ခုံးကမမျက်တော်မွေးကဣမာဘောတဖြည်းဖြည်းမျက်ခုံးကတွဲကြလာပြီဒါပေမဲ့ဒီတိုင်းထားလားအဲ့ဒါလည်းဟိုဆိုဒီဆိုမဆိုးလားဩကြည်စမ်းအရွယ်ကကိုယ့်ကိုစွန့်သွားပြီမင်းမငယ်တော့ဘူးပထမအရွယ်မဟုတ်တော့ဘူးလို့အရွယ်ကြီးကစွန့်ပြီးပြောခဲ့တာတော့ကိုကအရွယ်ကိုတတိမထားတဲ့အခါကျတော့ပထမအရွယ်စတိုင်ကြီးပြန်ပြီးတော့မထုတ်ဘူးလားပထမအရွယ်စတိုင်ထုတ်လိုက်တဲ့အခါကျတော့အောင်မလီတရားပွဲလာကန်ပြီးတော့အမှန်မှန်ပြောကြည့်ဒီတိုင်းလာလို့မှန်ကြည့်ပြီးပါလားဟိုဘာဖြစ်လို့လဲဘုံဘုံပြောတာမှားလို့လားဩကဲမှန်ကြည့်ပြီးတော့ပြီးသွားတယ်ဘာလို့သေးလဲဟိုဘက်တစောင်းလေးကြည့်လိုက်ကြည့်သိတော့ချင်းစိုးသေးပါခဲ့ပရိသတ်ရေဒီအချင်းကယောဂီအောင်တပတ်လေးနဲ့လှုပ်စီသွားမယ်အချင်းပဲတခါတည်းတပတ်အကောင်းစားကြီးအကောင်းလေးပြန်နေရမသွားကြသေးဘူးလားဒီတပတ်မကြည့်ပါသလိုဟုတ်လားဟိုဘက်ကလှည့်ပြီးနှုတ်ကဆက်လိုက်သေးတယ်ဟုတ်လားပြောချင်တာအဲ့ဒါပဲအရွယ်ကိုကနေပြီးတော့မိနေတဲ့အခါကျတော့အရွယ်နဲ့မလိုက်တာကြီးကစိတ်ကြီးကလှုပ်တာလုံးနေကိုယ့်ဟာကိုယ်တော့ဟုတ်လာပြီထင်နေတာဒီနေ့လူကအတုတ်တင်းအတင်းတုံးဝင်ဘယ်လိုတုံးမယ်ထင်လဲပုံမှန်ပြင်လာပြီဆိုရင်ဒီပီလွန်ကြီးအခုဒီလောက်ကုန်ရှိနေတာသွားပြီးပြောခံရပြီဟုတ်လားအဲ့တော့ပြောချင်တာကဘုန်းကြီးတို့ပထမအရွယ်ကလည်းစွန့်သွားပြီဒါလည်းကိုကမစွန့်တော့ဒုတိယအရွယ်ကဲဒုတိယအရွယ်တချို့54နှစ်ပြည့်ကနီးအထိတော့ဒုတိယအရွယ်နဲ့လိုက်တာနေလားမနေလားမနေဘူးသို့တော်ပြိဿအမှန်တိုင်းပြောကြည့်အကုန်လုံးကကြီးလာပြီမဲ့ကြီးတယ်ထင်လားငယ်တယ်ထင်လားဒုတိယအရွယ်ဆိုတာဘုန်းကြီးပြောနေတာကိုယ့်အကိုအသက်တွက်တဲ့လူတွေဒီမှာခြေစုတရားမယ်ဒီတုံသိတဲ့တော့ငါတို့က54နှစ်ဆိုဒုတိယထဲမှာမရှိသေးဘူးဟုတ်လား5-6လနဲ့ကိုအမှတ်ကပ်ပြီးတော့ယူတဲ့လူကရှိအောင်မှာဟုတ်လားဒါမဲ့လို့ကြီးကျင်လားငယ်ကျင်လားဒုတိယအရွယ်နဲ့ပထမအရွယ်ကိုပြန်ဆင်းလို့ရလားမတက်ချင်ဇွတ်အတင်းရောတတိယအရွယ်ပို့လို့ရလားဒါမဲ့လို့ရတာလေးတွေတော့မကျင့်တတ်ဘူးလား54နှစ်ဟုတ်လားတချို့သွားမရှိတော့ဒါပေမဲ့ခုနကပြောဆိုမပြီးတော့မထွက်အနေလေးရှိတယ်ခုမှ54နှစ်အငယ်ကိုမပြီးတော့ဟိုသွားလေးထွက်ပြီးအနေလေးပြင်ဒါလည်းပဲပြောတော့ဟုတ်လားဒါမဲ့လို့ပြိဿအားမငင်နဲ့ဘုန်းကြီးကလည်း48နှစ်ဆိုဒုတိယထဲမှာပဲကျုပ်ကတော့အလုံးအားမငင်ဘူးသိလားကဲအမှန်တမ်းပြောကြည့်54နှစ်မပြည့်မချင်းဒီဒုတိယအရွယ်ရောက်ပြီးဒုတိယအရွယ်မကုန်သေးဘူးဆိုတော့ပြိဿအဲ့ဒီအချိန်ဒီဖိတ်စာဒီရိုက်ခွင့်ရှိလားမရှိလား
အားမငင်နဲ့ဘုန်းကြီးကလေအရွယ်တွေပိုင်းပြီးတော့ပြောရတာလေအဲ့တရားအမေရိကမှာဟောရင်ဆုံးငံ့တာအခုတော့အမေရိကရောက်သွားတော့လေရုပ်တမျိုးရောက်ကျောင်းလေးရောက်ကျောင်းနေဘုန်းကြီးကဥက္ကောရေးမလက်ဖန်တော့အာယုံဆုံးလေးဖတ်ပါဦးဘုံဘဘယ်နိုင်ငံပဲရောက်အာယုံဆုံးလက်မခံဘူးဒီဆုံးမဲ့ဘုံမဲ့အာယုံဆုံးစားလိုက်ခြင်းမထမ်းဘူးအေးမဝမှာဆိုတော့အဲ့တော့ဘုန်းကြီးတို့ကြွပါလို့အောက်မှာဆရာတော်ကြီးတပါးကြီးဆရာတော်ကြီးပြန်တော့မဟုတ်ဘူးတဲ့ဒီမင်္ဂလာဆောင်ကကိုတော်ကြွမဲ့ရက်နဲ့ချိန်ပြီးတော့ဖိတ်လာရိုက်ပြီးတော့ကိုစောင့်နေတာတဲ့ဩဘာကောဒီကလေးတွေလိမ္မာသားပဲဘောသူများနိုင်ငံရတာတော့မင်္ဂလာဦးလေးတော့ဆွန့်ကတ်ခြင်းနဲ့ကြက်ပြပါဦးဆိုဖိတ်လာလေးပြမောင်မသူမေဘွားပေါ့နိပြဟောဒါဆိုလဲဦးစင်းလို့တပည့်တော်အေးမဟုတ်ပါဘူးကိုရင်နဲ့အေးပြင်ပန်းပြန်ရောက်မှအိပ်ပါနဲ့လိုက်ခဲ့ပါအောင်တဲ့အမေရိကန်မှာဆွန့်ကတ်ကလည်းပြိဿကြီးတနည်းအနည်းဆုံးတနားရီလောက်မောတာတော့ကားလမ်းကောင်းလို့အဝေးမောတာကားပေါ်မှာတီးရတယ်အဲ့ဒါကဲမထူပါဘူးသွားလိုက်ပေါ့ဆရာတော်ကြီးတစ်ပါးနဲ့ဘုန်းကြီးတို့သုံးပါးသွားသွားလဲတော့ပြိဿကြီးထသွားတဲ့အချိန်နဲ့ကိုရောက်တယ်9နာရီမှန်တင်းနေဘိုက်ကစားတယ်သို့တော့မင်္ဂလာရှိတာသူတို့ကြီးကအိမ်လေးတွေကချမ်းစီယိုးမရှိဘူးလှလှလေးတွေပဲအိမ်လေးဘယ်နေတိုက်တာလဲတခါနဲ့တခါလာဖွင့်တော့တိုက်ပုံနဲ့ဟာမြန်မာဆန်ဆန်မဲဟာလို့ဒီတခါကြီးရတယ်ပေါ့တခါကြီးလည်းတိုက်ပုံနဲ့တော်လဲကြတယ်ဒကမကြီးနဲ့ဘုံဘုံလေးကြောက်လာပြီဟဲ့ဆိုဒကမကြီးနဲ့ထွက်လာတယ်အမလီအပြာရိတ်နဲ့ဝမ်းဆက်နဲ့ခင်ဗျားတို့စောစောပြောတပတ်တောင်မှဟိုပါလဲခြေအောင်စားလို့တပတ်မှာအပြာနဲ့ဟဲ့လားပြန်တော့ဒကမကြီးကလည်းမြန်မြန်ဆန်ဆန်ပေါ့မြန်မာဆန်ဆန်လေးကကြည့်နေသူတို့ကြည့်လိုက်တော့ပြိဿကြီးကိုယ်လည်းအဲ့လောက်တော့မညံ့ပါဘူးငါတို့နဲ့သူတို့နဲ့သိမကွာဒါအမေလေးဖေးလေးအသာလေးနေကြည့်နေပြိဿကြီးဆွားစားပြီးဒကမကြီးဟိုကလေးတွေခေါ်လိုက်တော့ဆုံးကမြန်မာနိုင်ငံမှာကလေးတွေကသူတို့သားသူတို့ရဘုန်းကြီးကြွမှာပဲအခန်းထဲအလှပြပြီးထွက်တာအဲ့ဒကာကြီးအခန်းထဲဝင်သွားတော့အော်သွားခေါ်နေပြီတော့ဒကာကြီးထွက်လာတယ်ဒကာကြီးကလေးတွေခေါ်လိုက်တော့မဆရာကြီးပါလေဆုံးကတ်ရအောင်ဒကာကြီးပြောင်းဝင်သွားတယ်နှစ်ယောက်လုံးဝင်သွားတော့လေနောက်ကကျောင်းတိုင်ဘုန်းကြီးကုတ်တယ်ကုတ်တော့သူလည်းပဲ9နာရီမှတည်းဆိုစာပြီးကိုသိတယ်လေခေါ်တယ်ပထူပြောတယ်မလို့ကိုယ်ကလည်းလက်ကုတ်တော်ဆက်ပြောခိုင်းတယ်မလို့ကဲဒကမကြီးတို့ကလေးတွေခေါ်ပြီးထွက်လာခဲ့ကြတော့ဆရာတော်ကြီးလည်းပါတယ်သူတို့ဘိုက်စာပြီးဘုံမရအောင်ဆိုတဲ့အဲ့တော့မှဘုန်းကြီးကနောက်ကသင်္ကန်းဆိုမုံမားနေတယ်တဲ့အဲ့ဒါသတို့သားနဲ့သတို့သမီးတဲ့ဟုတ်ဗျာသတို့သားနဲ့သတို့သမီးဆိုတော့ရှိတဲ့တော့လေဟာငါနဲ့သိကိုတော့လို့သတို့သားနဲ့သတို့သမီးကသိမငယ်ပါဘူးခါလို့အဘင်ခင်တော့မလဲတဲ့ဟိုတပြို့လေအရန်ရှင်နေတယ်ဒကာကြီးပြားတဲ့ထိတော့နည်းနည်းပြောင်းနေတယ်ဒကာကြီးက54နှစ်ရှိဟမ်54နှစ်အမျိုးသားတို့သား54နှစ်ဟောဗျာလို့ဒကမကြီးက49နှစ်တယ်ဟာပရိသတ်ကြီးတယောက်က54နှစ်တယောက်က49ဖိတ်စာနဲ့ကြည့်ပြီးတော့ဟာကိုတော့လို့လူပြူတွေအပြူတွေမဟုတ်ဘူးဟမုံညောင်လို့အပြူကြီးလူပြူတွေတယောက်မှစွန်လာတဲ့ဟာပရိသတ်ကြီးသူတို့ကထွက်မလာသေးဘူးသူတို့ကအထဲမှာသူရှိရတော့ငါရှိရတော့တွန်းနေမှာမကွာလဲပရိသတ်ကြီးသူတို့ထွက်မလာပဲနဲ့ဟိုလေသူတို့နှစ်ယောက်ရဲ့အသက်ကိုမေးပြီးတော့ဟာကျဉ်တ်သွားတာဘာမှမပြောနဲ့ပြည့်ရဲ့ရက်တောင်ကြီးအသားပဲရင်ဘက်လည်းနေပြီးအာမငင်းလေးကိုတော့ခုမှ48နှစ်ရှိသေးတယ်ဟာဘယ်ပြည့်တဲ့တယောက်က49နှစ်တယောက်က54နှစ်လေဟာကိုယ့်အကိုပြည့်တဲ့စိတ်ထဲမှာအာမငင်းလေးဟာ48နှစ်ရှိသေးတယ်ဟာလားအဲ့ဒါနဲ့ပြည့်တဲ့သူတို့တွေကတ်ရောကိုယ်လည်းပဲအာနာနာတယ်ဗောခေါင်းကိုငုတ်ပြီးအကတ်ခံတဲ့အထိချင်းနေကောင်းတယ်သံဃာတဒီမှာရောဟုတ်နေတယ်ပြိဿကြီးဖုံးမရတာရွှေတောင်ခေါက်ဆွဲပတ်တာဝင်နေတာပြိဿကြီးစားနေနဲ့စဉ်းစားတာဘယ်လိုခြုံပြီးဘယ်လိုငံပြီးဘယ်လိုမျိုးကြနေလဲဘာစဉ်းစားလဲတင်တယ်အေးမြန်မာနိုင်ငံမှာငါမင်္ဂလာဥတရားဟောရင်ကလေးတယောက်ကိုသာဒီလိုနေရမယ်မိမိကဒီလိုနေရမယ်ငါဒီမြောက်ကငါဘယ်လိုခေါ်မလဲဟုတ်လားသားလို့ခေါ်ရင်54နှစ်ငါတဲ့အကြီးမိမိလို့ခေါ်လဲ49နှစ်ဟာဒုက္ခပဲပြိတ္တအဲ့ဒါကိုစဉ်းစားရင်းနဲ့စားတထူးထည့်ပြန်ပြီးစားနေတာမျိုးသားလေးနဲ့ဘာရမလဲဘယ်လိုခေါ်မလဲအေးမောင်တို့သူတို့ဖိတ်တာတယ်လို့မောင်ဘသူကအမေဘဝခေါ်ပြန်ခေါ်ပြန်မောင်နဲ့မင်းနဲ့ခေါ်ပြန်တဲ့နေအောင်တော့ငါလည်းကြီးငါတော့မဟုတ်သေးဘူးမြန်မာနိုင်ငံမှာတနေ့ကိုပွဲနေရလောက်ဟောတာအဲ့လောက်စိတ်မငြိမ်ဆုံးဖုံးပြီးဘယ်လိုဝင်လို့ကတော့ပြီးလဲပြီးတော့ဟိုဘုန်းကြီးကနေကဲရေစက်ချအောင်တရားနာအောင်ဆိုဟာအဲ့ချိန်ကြီးအဖြစ်မှာနောက်တမှာသူတို့ဩဃာသဆိုတာမှမလီတော်သေးတယ်ငါစကလုံးတစ်လုံးတော့ရပြီပြီးလဲပြီးတော့ပြည့်တယ်သီလကြီးမြတ်တရားရွယ်မြတ်စွာဘုရားရှင်ကလေမင်္ဂလာဥအမျိုးကောင်းသားအတွက်ဒီလိုပြောတယ်နော်မင်းကိုယ်လည်းပြောဟိုကတို့အမျိုးကောင်းသားလည်းသူခေါ်မယ်မျိုးလုံးပဲနှမ်းကြီးတော်တွေကြာကျုံအမျိုးသမီးကောင်းတွေလည်းဒီလိုခေါ်တယ်နော်အမလီတော်သေးတဲ့ဘုန်းကြီးကံကောင်းလို့ပြိတ္တကြီးသာသမီရဲ့မြန်မာလိုမှားခေါ်မြင်ဒုက္ခ
အဲ့ဒါတော်တော်ဒုက္ခရောက်ခဲ့တာဩစဉ်းစားကြည့်တာပြိဿကြီးဘယ်နှစ်နှစ်လဲ54နှစ်နောက်ဆုံးတော့ဒုတိယအရွယ်နောက်ဆုံးအချိန်ရောက်တဲ့ဒီလက်မလျှော့သေးဘူးဟုတ်လားဒါကြောင့်အာမငယ်နဲ့သိုးထားဒီခေါင်းပါစပင်မယ်ကျွန်မမလို့သိုးထားအောင်ဟုတ်လားလက်ခန်းဒီပိုင်းပေါင်းကွတ်တာဟုတ်လားအဲ့တော့ဘုန်းကြီးကလေအဲ့ဒါနဲ့လမ်းရောက်တော့ဆရာတော်ကြီးကလည်းပါဆရာတော်ကြီးကအိတ်ချင်တာလို့အိတ်ချင်တာလမ်းမှာဆရာတော်ကြီးဆိုဆရာတော်အမလီဒီနေ့တရားပွဲတော့အားရှိလိုက်တာဘာဖြစ်လို့လဲကိုတော့အမလီတယောက်က54နှစ်တယောက်က49နှစ်မဇ္ဈိမခွန်ကြီးတို့အခုမှ48နှစ်အမလီမင်္ဂလာဆွန်းတော့မပြောပါနဲ့ကိုတော့ရှက်ကြကတော့မပြောပါနဲ့ဘာဖြစ်လို့ခွန်းဘာမင်္ဂလာဆွန်းမှလည်းကိုတော့ဘာမင်္ဂလာပွဲရမလဲရှောက်မပြောဘူးဆရာတော်မင်္ဂလာပွဲလေခုမဖိတ်ဆိုင်ဘူးအခုမှဟောခဲ့တာလေမင်္ဂလာပွဲမဟုတ်ပါဘူးကိုတော့တဲ့လူကြားကောင်းလို့ပါဘာပွဲတော့ဆရာတော်မသားအပွဲပါကိုတော့ဘာပွဲလဲမသားအပွဲပါကိုတော့တဲ့ဒီရွေးကြမှာတော့ကိုတော့တဲ့ကြိုက်လို့တော့မဟုတ်တော့ပါဘူးတဲ့ဟဲ့လားငါလည်း49နှစ်ရှိပြီနော်ငါတည်နေငါအလောင်းတကြိုပြီးနော်မသားငါလည်း48နှစ်ငါလည်းတကြိုမသားအတ္တနေမှာပါကိုတော့ကဲပရိသတ်ကြီးစဉ်းစားကြည့်49နှစ်နဲ့54နှစ်အရွယ်ရောက်တာတော့မှဖိတ်သာရိုက်ပြီးတော့မင်္ဂလာဆောင်သေးတယ်ဆိုရင်စွန့်သွားတဲ့အရွယ်တွေကိုသတိရတဲ့ပုံပေါက်လားမပေါက်လားဟောဒါဆိုရင်သူတို့ကမပေါက်ဘူးဆိုဒုပရိသတ်ကပေါက်လားစဉ်းစားကြည့်နော်အရွယ်တွေဘုန်းကြီးတို့ကိုစွန့်သွားလိုက်တာဘလောက်ပဲစိတ်ဓာတ်တွေကြန့်ခိုင်ပါတယ်တောင့်တင်းပါတယ်ပြောမနက်ခင်းအာယုံချင်းကစားတဲ့မနက်ခင်းဒီ6နာရီခွဲလောက်အားကောင်းမောင်းတဲ့နာရီပြည့်သလိုပဲပထမအရွယ်ဒီစိတ်တွေရုပ်တွေတက်ကြွလက်ကြွရှိတော်လဲပဲဒုတိယအရွယ်မှာဒုတိယနေ့လည်ခင်းအချိန်လိုပဲ4နာရီလောက်ညော့သွားသလိုပဲစိတ်များရုပ်များသည်2နာရီခွဲစာလောက်ညော့မသွားဘူးပြိဿရေညနေခင်းနောက်ဆုံးအရွယ်တဲ့တတိယအရွယ်ဒီထဲမှာ55နှစ်ကစားတဲ့မသေးသေးတဲ့အဖိုးတွေဖွားတွေမပါဘူးလားဘလောက်ပဲစိတ်တွေကတက်ကြွတရားပွဲလာဖို့တော့မှမြည်ပွားရင်းနဲ့အဖော်ကြီးရတာမရှိဘူးလားညီလေးတွေနဲ့တရားပွဲသွားအောင်တော့ငါလိုက်ပို့အောင်နော်ဟောအရင်တော့လို့တယောက်တည်းသွားလို့ရသေးလားမရတော့ဘူးဒီတော့အရွယ်တွေကစွန့်သွားလိုက်တာမှတပြေးကိုအားကောင်းမောင်းတာစွန့်တာမဟုတ်အားအင်းတွေချီနေပြီးတော့စွန့်လာလိုက်တာ55နှစ်ကနေ82နှစ်အတွက်မတည်လို့တာနေရပြီပဲလို့တက်ကြွလက်ကြွရှိသေးလားမရှိတော့ဘူးမရှိတော့ပြီပဲလို့အဲ့ဒီ80နာကတ်တွေ82နှစ်ရောက်တဲ့အမေကြီးအဖေကြီးလည်းမေးကြည့်အမေကြီးပထမရွယ်ဒုတိယရွယ်စွန့်လို့တတိယရွယ်ရောက်ပြီးဘဝခန္ဓာစွန့်ရတော့မယ်နော်လို့သွားပြောကြည့်သာဓုပါခွေလို့ပြောမလားဘာပြောမလဲအဲ့ဒီနေ့ပါဆိုင်တယ်တရားတွေတောင်းတာမြောက်နေငါလည်းတောင်းချက်မပြောနဲ့ငါတက်လိုက်ပြိတ္တိသူတို့ကလည်းမစွန့်ရင်နေဘူးကဲမစွန့်ရုံနဲ့ပြီးသလားဘာလုပ်လဲအမလီပြိတ္တိသူတို့ကစောစောပြောတဲ့အနေလေးတွေမှလည်းငါကြီးချက်ဟုတ်လားသွားကြထွက်တဲ့နေနဲ့ငါမြီးနဲ့ပဲသူတို့အချိန်ကလည်းငါကြီးမလေးမလီတပည့်ကညီလေးတွေက6ယောက်မလီရှံဝါ2ယောက်မပြီးကလားကြွားတာကဲပြိတ္တိနောက်ဆုံးအရွယ်ဘဝခန္ဓာစွန့်ငါနီတတိယအရွယ်ကြီးတရားအရွယ်ကိုသတိရတာများလားမရတာဘာဖြစ်လို့မရတာလဲပထမအရွယ်ကစွန့်ခဲ့တာလည်းပဲဒုပရိသကကြော်ရင်ကြော်ညာခဲ့တော်လည်းပဲတတိတွေမရကြပါဒုတိယအရွယ်ကစွန့်လာပြန်တော့လည်းမိလို့ကောင်းတော့တတိယအရွယ်ရောက်ပြန်တော့လည်းပရိသတ်ကြီးဟိုဘနာကတ်လို့နေပြီတတိယရမရသေးဘူးခေဘာဖြစ်လို့တတိမရတာစဉ်းစားကြည့်ဩရှင်းတာသတိပါလို့မရတော့သတိမထားပြီးတော့ဟုတ်လားကဲပရိသတ်ဘုန်းကြီးတရားကိုဘယ်လိုနာမည်ပေးထားလဲဘဝယထာမနာသေးခင်တဲ့လောကနဲ့ပဲရှင်ကြည့်ဘုန်းကြီးတို့ရန်ကုန်ကနေမန္တလေးကိုသွားမယ်ဆိုရင်ပရိသတ်ကြီးလောကမြင်ရတဲ့လောကယထာကြီးမစီးဘူးလားယထာကြီးစီးကျင်တိုင်းစီးလို့ရရဲ့ဘာလို့อ่ะဘုရားကြီးသွားလက်မှတ်ဖြတ်လက်မှတ်တော့မှအရင်လိုလွယ်လွယ်ဖြတ်လို့ရလားဘာလို့อ่ะလဲတန်းစီတမကောင်းအကြောင်းမလားရင်တောင်မျိုးကြီးဆိုရင်ထမင်းကြိုက်နဲ့သွားညအေးရလေးပါယူသွားတယ်လို့ကြားသေးတယ်ကဲလက်မှတ်တန်းစီပြီးဖြတ်လိုက်ပြီဟိုကလက်မှတ်ဖြတ်တဲ့လူကရောင်းလိုက်ပြီကဲရော့ဗျာခင်ဗျားတို့မိသားစု9ယောက်တွေ့1 upper class ကနော်ခုနဘက်က1 2 3 4 5ပြီးလိုက်ပြီကဲတွေ့ဘယ်လောက်လဲခုနဘက်က1 2 3 4 5မိသားစု9ယောက်လောက်ထွက်ကြပေါ့ကဲတခါတည်းသွားမင်းနေဘူတာကြီးတဲ့ရောက်ပြီးယထာတွဲကြီးဆိုင်လာပြီတဲ့တွဲတစ်ကြီးကိုရှိရောက်လာတော့ပြိဿကြီးဘသူတွဲမိသားစုတွေတယောက်နဲ့တယောက်ပြောကြမယ်ဟဲတွဲတစ်ကြီးလာပြီလို့ပြောတာဒါငါတို့တွဲလို့ပြောတာဟောဟ
ငါတို့တွေ့ဒီတွေ့တက်မှာသာဒီဘောတက်မှာငါသမီးဒီဘောတက်မှာဒါငါတို့တွေ့မေသမီးတွေသားတဲ့မေဖေသားမိတို့တွေ့ဒီဘောတက်မှာဟောတက်ကြပြီကဲဘသူတွေ့လဲဟောငါတို့တွေ့ခုံ1 2 3 4 5တွေ့တော့ဘသူခုံလဲတယောက်လောက်ကမြန်ထိုင်းနေခုံနံပါတ်လေးပြပါဦးကျွန်တော်ဟောလာမဖြစ်နဲ့ဒီမှာ1 2 3 4 5တို့ရန်ကုန်ပူတိုင်ရဖြတ်ထားတာအမဲဟဲ့လားနှခမ်းလေးတော့မှတစ်ချက်ကြိုက်နိုင်သေးတယ်ဟလားဟုတ်ကဲ့ပါဟောပဲအမလီပရိသတ်ဘသူခုံလဲငါတို့ကသမီးထိုင်ဒါ1 2 3 4 5ငါတို့ခုံအမလီအစိုးရအေးရတဲ့ထားဖြတ်ထားတာလွယ်လာမလို့ဒါငါတို့တွင်းငါတို့ခုံတက်လိုက်တာဘူးမသိပါမသိတော်သူတောင်းသားတွေကတကယ်ခုံနံပါတ်1ချမကြည့်တော့ကျမတို့ကလည်းတွဲတစ်ခုံနံပါတ်1လို့ပြောတယ်ကြည့်ပါဦးကြည့်အောင်မယ်ဒါအပကလတ်ရှင်တော့ယူတာဟုတ်ပါမဟုတ်လားငေါလိုက်သေးတယ်ပရိသတ်ခဏလေးရတဲ့တွဲပေါ်မှာငါတို့တွဲငါတို့ခုံတဲ့မိသားစုတွေစုံညီတက်လိုက်တာတခါလေတယ်လီဖုန်းပါတယ်သားလည်းတယ်လီဖုန်းကလေးအိမ်ဘက်ပါတယ်သမီးလည်းအိမ်ဘက်ကလေးအဖေနဲ့မေလည်းလက်ဖက်သုံးလေးစားလိုက်အိမ်တော့မစားနဲ့လက်ဖက်သုံးလူကြက်ရှုပ်ချင်းစုံပြီးဟလားကြက်ကျိုးကြိုက်ကြပြီတခါပြောလိုက်ကြမလီကောင်းလိုက်တာတော့တွဲလေးအရင်တော့မဟုတ်တော့ဘူးနော်အိမ်ပေါ်လေးခိတိရလည်းပြောင်းလာအပကလတ်ဆိုကြွားလို့ကောင်းနဲ့သွားလိုက်တာယထာထွက်ပြီတဲ့ထွက်လိုက်တဲ့ယထာဘဂဝဗုဒ္ဓရောက်ပြီဆိုတဲ့အခါကျတော့ကဲခင်ဗျားတို့စောစောကဘသူတွဲနေဘသူခုံလဲငါတို့တွဲငါတို့ကုံကမိုင်ဘယ်လောက်ကုံသွားပြီမိုင်50လောက်ကုံသွားပြီသို့တော်ပြိလိုက်ဘဂဝဗုဒ္ဓရောက်ပြီတို့ပိုင်နဲ့တို့တွဲလေးခုံလေးကမိုင်50လောက်ကုံသွားပြီလို့များစဉ်းစားမိလားမလီဘဂဝဗုဒ္ဓရောက်တဲ့လူကြက်ရှုပ်ပြန်ပြီတက်လာပြန်ပြီမလီကြွားပြန်ပြီစားပြန်ပြီမောင်းပြန်ပြီဒီပြီးတော့ဗုဒ္ဓကြီးရောက်တော့မိုင်ဘယ်လောက်ကုံမိုင်200မိုင်200ကုန်ပြီးတော့2ဗုဒ္ဓလောက်ကျော်သွားတော့ငါတို့သွားတဲ့ငါတို့ခုံကမိုင်200လောက်ကုန်ခဲ့ပြီပေါ့လို့စဉ်းစားမိတာကြက်သားကြောဝါလို့ကောင်းလို့ဟုတ်လားတယ်လီဖုန်းကလေးလို့ကောင်းလို့အိမ်ပန်လေးနဲ့ကြွားလို့ကောင်းလို့မလီလူကြက်ရှုပ်တဲ့ချင်းပြောတယ်မလီနောင်မြတ်တော့ဘယ်တော့မှရိုးတွဲမစစ်တော့ upper class အရသာသိရှိကြွားပြီးတော့ပြောရေးဆိုရင်လည်းတကားလေယထာရောက်သွားပြီနောက်ဆုံးခရီးဆုံးဗုဒ္ဓပဲဗုဒ္ဓမန္တလေးဗုဒ္ဓရောက်ပြီကဲမန္တလေးဗုဒ္ဓရောက်ပြီဘသူတွဲလဲဘသူခုံလဲကဲယူသွားလို့ရလားကောင်းလိုက်တဲ့ခုံလေးမလေးအစ်စ်လေးယူသွားရလားတွဲလေးကောင်းလိုက်တာယူသွားရလားမတွဲစိတ်ကလာပြီကျွန်တော်တို့ဗျာကောင်းလို့ပါဒီပေါ်ထိုင်ပြစီno ဆင်းကျွန်တော်တို့အပင်ကောင်လှည့်အောင်မှရန်ကုန်ပြန်ပြီဖက်ဆင်းအရာရှိအောင်ထားတာသို့တော်ပြိတ္တကြီးထားတာမထားတာရန်ကုန်ဗုဒ္ဓကြီးကတက်လာကြတဲ့ကဘသူတွဲပြောဘသူခုံပြောငါတို့တွဲငါတို့ခုံဆိုပြီးတော့လေလုံးတွေထွားပြီးကြွိုင်းနဲ့စီးလာလိုက်တာပထမအရွယ်လို့ခေါ်တယ်ပထမဗုဒ္ဓဘဂဝဗုဒ္ဓခိုင်တော့လည်းပဲအရွယ်ဗုဒ္ဓကျော်လာတယ်မသိဘူးနေပြီးတော့ဗုဒ္ဓကျော်လာတော့သိလားခီးဆုံးဗုဒ္ဓရောက်တော့ဗုဒ္ဓဆိုင်လို့တာဆိုင်သွားတာသတိနဲ့ဝင်သွားတာတယောက်မှမယူကတ်နဲ့ဇန်ကန်နဲ့သွားကြတာပဲကဲကျွတ်တို့လည်းပဲဘဝယထာကြီးဒီတိုင်းပဲမို့လားအမေဝမ်းလိုက်ကစထွက်လာတဲ့ကျွတ်တို့ဘဝခန္ဓာယထာကြီးမောင်းလာလိုက်တာပထမအရွယ်ဗုဒ္ဓလည်းကြော်ခဲ့ပြီသိလားဒုတိယအရွယ်ဗုဒ္ဓလည်းကြော်ခဲ့ပြီသိလားဘာဖြစ်လို့မသိတာခန္ဓာလေးရတဲ့တွဲကိုဘယ်သူတွဲပြောခန္ဓာလေးရတဲ့ခုံကိုဘယ်သူခုံပြောဘဝခန္ဓာတစ်ခုရတဲ့ချင်းပညာသိရင်သိမင်းဆိုရင်ရောက်တော့ဆုံးမင်းဆုံးလိုက်တဲ့ကသားရှိရင်သားသမီးရှိရင်သမီးမမွေးဘူးလားမြည်ရှိရင်မြည်မရဘူးလားအသက်54နှစ်လောက်ဒုတိယအရွယ်ရောက်ပြီဆိုရင်တော်တော်စုံကုန်ကြပါပြီအဲ့တော့ပြိတ္တိရလာလိုက်တာစီးပွားရေးတွေကလည်းတိုင်လေးနဲ့မလီကူကားလေးတွေကကျတော့ latest model ခါကြီးနံပါတ်ကားလေးဟိုမှာတင်းကတော့ရောက်သွားတယ်ကဲပြိတ္တိကားလေးတွေရောမရှိဘူးလားသားလေးတွေရောသမီးလေးတွေရောတိုက်ရှိတော့ဘသူတိုက်လို့ပြောငါတိုက်ကားရှိတော့သားရှိတော့သမီးရှိတော့လေရှိတော့အကုန်လုံးမေဟုတ်ပါတယ်ခင်ဗျားတို့လည်းမကျွတ်တော့မှမဆိုင်ပါဘူးမလေးလေအစ်စ်ဟုတ်လားကျွတ်တော့လည်းဘာမှမဆိုင်ခဲ့စဉ်းစားကြည့်တာခဏလေးအမေဝမ်းပိုက်ဘုရားနဲ့စလာလိုက်တဲ့ယထာကြည်စမ်းဟိုတုတ်တန်ဆိုတဲ့ဘုရားခရီးဆုံးဘုရားမဆိုင်ခင်လေးအတွင်းမှာကျွတ်တို့တွေဖြစ်နေလိုက်တာရလိုက်တဲ့ပိုင်ဆိုင်မှုလေးတွေပေါ်မှာတခါလေရထားတဲ့ယုတ်တရားနာနဲ့ငါယုတ်ငါနာငါခန္ဓာသူယုတ်သူနာသူခန္ဓာ
သူ့ယုံနဲ့ငါယုံပေါင်းပြီးတော့မလီငါသားငါသမီးငါဇနီးငါရွှေငါငွေငါတိုက်ငါကားနဲ့အမလီရတာဒီပေါ်မှာမန်တဝဲဝဲနဲ့ယထာပေါ်မှာကြွားလို့ကောင်းလို့နဲ့ကြွားနေသလိုပဲအတ္တတွေမာနတွေလောဘတွေနဲ့ကိုအရွယ်တွေလွန်လာတာတတိယလားမရဘူးမရဘူးရခင်ပူတော်ထိုးတဲ့တော်တော်များများပင်စင်သားတွေအရွယ်ကဟိုအစိုးရယုံကပင်စင်ဆင်းလာတဲ့တတိယရွယ်တွေရောက်နေပြီဟုတ်လားအဲ့ဒါတော့မှပြောတယ်မလီတို့ကဘယ်ယုံမှလူလာတာဘယ်အဆင့်ဒီလိုလူတွေတန်းတူလှုပ်စိတ်ရလို့အမလီအတ္တမာနတွေသိကြီးပြီအကုန်လုံးဘေဘုဒ္ဓဆိုင်ပါလေရေဝေးဘုဒ္ဓဆိုင်မျက်နာတွေဟုတ်လားကံကောင်းမှရေဝေးဘုဒ္ဓဆိုင်မှာကံမကောင်းအကြောင်းမလားဘေဘုဒ္ဓသွားဆိုင်မှာမသိသေးဘူးဟုတ်လားအဲ့တော့အကုန်လုံးပြောရရင်ငါမဟုတ်တာငါလုံးငါသားမရှိတာငါသားငါသမီးမရှိတာငါသမီးငါရွှေမိုးတာငါရွှေငါတိုင်မိုးတာငါတိုက်အမလီပရိသတ်ငါနဲ့အတ္တမာနတွေနဲ့ပျော်နေလိုက်ကြတာအဲ့ထဲမှာငါဘုန်းကြီးဆိုတာပဲမပါတာဘုန်းကြီးကတော့ပါလားမလီမပါဘူးမပြောနဲ့ရန်ငင်းပြေးလဲဟောခဲ့တာမလီမသိမကိုကြီးဘုန်းကြီးတို့ရန်ငင်းဘုန်းကြီးတို့ပြောမှတစ်ချက်လောက်တုတ်ခဲ့ကြတယ်အမလီတော့သူသိန်းစားတော့မပင်းနဲ့မလီမပင်းနဲ့မကြည့်ပြလက်တော်ခါပြောအဲ့တော့ပြောရင်အဲ့ဒါပဲအကုန်လုံးကတန်ရောစဉ်လှောင်အိမ်ထဲမှာငါသားငါသမီးငါဇနီးငါခင်မောငါအမေငါအဖေနဲ့ပိုင်ဆိုင်မှုတွေတက်ရှိတတ်မဲ့အရာတွေခဏရတာတွေကိုငါထင်ပြီးတော့အမြဲတမ်းထင်ပြီးတော့အရွယ်တွေလည်းမမေ့ဘူးလားတရားမှာသတိရရစဉ်းစားကြည့်ယထာကြီးဒီမောင်းတာမောင်းသွားတာမန္တလေးကိုဥတည်မောင်းတယ်လို့ဆိုတော်လဲပဲဘဂိုးဘုရားမရောက်ခင်ဒီယထာပြက်ပြီးတော့ခီးမဆုံးနိုင်ဘူးဘဂိုးမပြက်ရင်တော့မှဟိုးနေပြည်တော်ပြင်မနာမရောက်ခင်လည်းပြက်ပြီးတော့ခီးမဆုံးနိုင်ဘူးဒီတိုင်းပဲအရွယ်အပြည့်သာပြောပြီးတော့82နှစ်ပိုင်းတာဘုန်းကြီးတို့ဒီသေခြင်းဆိုတဲ့ဘုရားဒီပထမအရွယ်မှာမဆိုင်နိုင်ဘူးဒုတိယအရွယ်မှာတတိယအရွယ်မှာတတိယရွယ်လွန်သွားအောင်တော့ပြိဿကြီးနောက်ဆုံးကတော့ဘလောက်အသက်ရှိတယ်ပြောဘဝခန္ဓာတိသုတ်တံဘုရားဆိုင်ကြမှာကြီးပါပဲဒီတော့အဲ့ဒါလေးကိုတတိထားဖို့ကအနှစ်ချုပ်ရင်ဘုန်းကြီးတို့အာလုံးဒီနေဖို့အတွက်ပဲအချိန်ပေးပြီးတော့တည်ဖို့ကိုမိနေကြပါတယ်သိမနေဘူးလားတည်ဖို့ကိုမိနေပြီဆိုကြတဲ့ကပြိဿကြီးအရွယ်တွေလည်းမိအရွယ်တွေစွန့်မအောင်လည်းမိတနည်းနည်းတစ်ချိန်ချိန်မှာဘဝခန္ဓာဆွံ့ရမှလည်းမိတယ်ဆိုရင်ဒါနသီလဘာဝနာအာသည်ပြုဖြစ်တာများမလားမပြုဖြစ်တာများမလားမပြုဖြစ်ဘူးသို့တော့မိတဲ့လူတွေမိပေမိညာတော့လည်းပဲသတိရနေတဲ့လူတွေရောမရှိဘူးလားရှိတယ်ရာဂိုင်လုံးနဲ့တွေ့ရင်တော့ဘယ်ဘက်ကများမိတဲ့ဘက်ကများတယ်ဒါကြောင့်ဧတံဘယမရဏိပိခမာနောဧတံဘယမရဏိပိခမာနောပုညာနိကေရာထာဒုက္ခဝဟာနိပန္တိဘုသောကြည်တော်မူသောမြတ်စွာဘုရားဣဒံဘယဤကဲ့သို့ငါအတွက်သိခြင်းဆိုတဲ့ဘုရားသည်အချိန်မရွေးဆိုင်နိုင်တယ်ဆိုတဲ့သိခြင်းသဘောတရားကိုပိခမာနောဉာဏ်ဖြင့်သတ်ဝင်ဆင်ခြင်နေတဲ့ပညာရှိသူတော်ကောင်းသည်အဲ့ဒါကြီးကိုငါအတွက်ဘိယံကြီးလာတော့မယ်ဆိုပြီးတော့သိခြင်းတရားကိုဓမ္မမို့ရင်ငါဘဝခန္ဓာယထာကြီးသည်သုတ်တံဘုရားနိညအချိန်မရွေးဆိုင်နိုင်တယ်လို့ပညာနဲ့ဆင်ခြင်နေတဲ့သူတော်ကောင်းတွေလည်းရှိပါတယ်ဗျာမရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်တွေဘာလုပ်တဲ့လဲဆိုရင်ပုံညာနိကိရာသာဒုက္ခဝါနိဒုက္ခဝါနိဒီဘဝချမ်းသာနဲ့ဘဝသံဃာချမ်းသာကိုမရရအောင်ရဆောင်ရပြီးနိုင်သောပုံညာနိကုသိုလ်ကောင်းမှုတို့ကိုကိရာထနေတိုင်းပြုသင်ကြပါတယ်မြတ်စွာဘုရားကိုယ့်ရဲ့ခန္ဓာယထာကြီးသုတ်တံဘုရားကိုအချိန်မရွေးဆိုင်နိုင်လိမ့်မယ်လို့တတိထားတဲ့ပုဂ္ဂိုလ်များသည်ဒီတိုင်းကြီးမနေသိဘူးဗျာတဲ့ဒီဘဝချမ်းသာနဲ့ဘဝတန်ត្រာချမ်းသာကိုရအောင်ရွတ်ဆောင်ပြီးနိုင်တဲ့သမထဘာဝနာကိုပွားသင့်ပါတယ်ဒီလိုလျှောက်ပါတယ်ဘာကိုပွားသင့်လဲအေးပြိဿကြီးအဲ့ဒါပဲဒါကြောင့်အလုံးဘုန်းကြီးတို့ပြောကြပါတယ်ဘုရားကပြောသလိုပါပဲရည်စရာပြောတာမဟုတ်ပါဘူးရန်ကင်းဆိုတာကပင်စင်စားတွေများပါတယ်ဟုတ်လားဘဝခန္ဓာယထာကြီးဒီသုတ်တံဘုရားကြီးကိုအလွန်နီးနီးကပ်ကပ်ရောက်ခါနီးနေတဲ့အချိန်မှာဒီတိုင်းကြီးမနေပါနဲ့တတိတွေမိနေလို့ရှိရင်လည်းတတိပေးတဲ့ဘုန်းကြီးရောက်လာရင်ဩဟုတ်တာပေါ့တို့ဘဝခန္ဓာယထာကြီးကအချိန်မရွေးရေဝေးသုတ်တံဖိုက်တော့မှာဒီတော့ငါတို့ဒီတိုင်းနေလို့မဖြစ်ဘူးတ
သမထဝိပဿနာဘာဝနာလေးတော့ငါတို့ပွားအောင်မပဲဆိုတဲ့တတိလေးတော့ရဖို့မလိုဘူးလားအဲ့ဒီတတိလေးလာပေးတာပါဒီတော့ပြိဿရဲ့မြမကြီးကဘာလုပ်တင်နေလဲသမထဘာဝနာပွားတင်နေသို့တော့မြတ်စွာဘုရားကမြမကြီးတရားကိုလျှောက်တဲ့စကားကိုအကုန်လုံးလဲနားထောင်ပြီးတော့ကောင်းတော့ကောင်းတယ်ကွာတဲ့ဒါပေမဲ့မင်းအဆိုငါပေးတယ်မဖျားလည်းအဆိုပေးတာပဲဗျာကောင်းတော့ကောင်းတယ်ကွာအဲ့တော့မြမဖေကြည်နဲ့မလဲကောင်းတယ်လည်းပြောသေးတယ်ပယ်လဲပယ်တယ်အရှင်ဘုရားကောင်းတယ်လည်းပြောသေးတယ်အရှင်ဘုရားပယ်တယ်လည်းပြောသေးတယ်ရှင်ကဘယ်သူနဲ့တူမှမသိဘူးရှင်းအောင်ပြောပါဟုတ်လားမြမကြီးကပါမြမနဲ့ဘုရားတို့မှန်းကြည့်ပြီးတော့ပြောရတာဟုတ်လားမဟုတ်ဘူးတဲ့မင်းပြောတာတွေအပွားဟာတွေအကုန်လုံးကောင်းတယ်အဲ့အောက်ဆုံးဟာတွေပဲဖြစ်တယ်အဲ့ဒါဆိုချင်းကြီးကောင်းတယ်ဟုတ်လားပြိတ္တရေဘာဖြစ်လို့အောက်ဆုံးဟာတွေဖြစ်လိုက်လဲဆိုတော့မင်းပြောတဲ့အတိုင်းပဲကွာတဲ့အချိန်နေရာကျော်လွန်သွားတာလေမှန်တယ် right okay နောက်ပြီးတော့ကွာတဲ့နေ့တွေညနေရလဲကုံလွန်သွားတာမှန်တယ်ဒါလည်း okay ပဲနောက်ပြီးတော့တတ္တဝါအားလုံးကိုအရွယ်သုံးပါးကအစဉ်အတိုင်းနဲ့ဆွန့်သွားတယ်ဆိုလဲမှန်တယ်ကွာတဲ့အေးလေကိုတော့အဲ့ဒါမှန်နေပြီလေဘာဖြစ်လို့တပည့်တော်လာပြီးကိုတော့ပယ်တယ်လို့ရတာလဲမဟုတ်ဘူးမင်းကငါ့ကိုလာလျှောက်တာကဗျမချမ်းသာရစေနိုင်တဲ့သမထဘာဝနာကိုပွားဖို့ဝင်လာလျှောက်တာတဲ့တကယ်ဆိုရင်မင်းဗျမချမ်းသာဆိုတာလေ32ဘုံဟိုအတွင်းကမလွတ်ကင်းနိုင်သေးဘူးကံကိုရင်ဟိုတိရစ္ဆာန်ဘုံဆိုတာလေရောက်နိုင်သေးတယ်ဒါကြောင့်ချမ်းသာအစင်မို့လို့ငါကအဲ့ဒါလေးပဲပယ်ခိုင်းတာကွာတဲ့သမထပွားမယ်အစားဝိပဿနာဘာဝနာပွားရမယ်လို့မင်းလျှောက်ရမှာတဲ့အဲ့တော့အဲ့ဒါလေးပယ်လိုက်တဲ့မကျွတ်တို့ဘုရားအကြောင်းနဲ့အကျိုးလေးပြောတာပါဟုတ်လားကဲဘာလေးပယ်ခိုင်းအကြောင်းအကျိုးမရှင်းဘူးလားအဲ့ကြမှာဗြဟ္မာကြီးပရိသတ်ကြီးအရှင်ဘုရားတော်အရှင်ဘုရားမို့လို့ဟုတ်လားအရှင်ဘုရားတော်အရှင်ဘုရားမို့လို့ဟုတ်လားပယ်တာပယ်ပေးရဆိုသိတော့မကြည့်နဲ့ဘူးဘာဖြစ်လို့လဲဒီဗြဟ္မာအုပ်စုကလည်းသူကညီခဲ့တာတက်တန်းတော်ကြာပြီလေဟုတ်လားတတ္တအရှိကြီးနေတော့သူဗြဟ္မာချမ်းသာပဲသူကဖီလင်တက်နေဟုတ်လားဗြဟ္မာချမ်းသာကောင်းနေဗြဟ္မာချမ်းသာရောက်ရင်ခဏခဏမသိတော့ဘူးသူဗြဟ္မာလည်းသူချမ်းသာတာသူသိတာဟုတ်လားအဲ့တော့သူချမ်းသာတာပဲသူသိတယ်ဗြဟ္မာလည်းသူချမ်းသာတော့တန်ဖိုးထားပြတာဘုရားနိဗ္ဗာန်ချမ်းသာသိတယ်ဘုရားဆိုတော့ဟေးမင်းဗြဟ္မာချမ်းသာသိကြသိတာမဟုတ်ဘူးနိဗ္ဗာန်ချမ်းသာရအောင်လုပ်သမ်းပါကွာဟုတ်တယ်မလားအကောင်းဆုံးချမ်းသာရှိသေးတယ်မင်းချမ်းသာကမင်းတစ်ဆင့်ပဲရှိပါသေးတယ်ကွာတဲ့မင်းချမ်းသာတော့မင်းတို့ကတော့ကောင်းတယ်ထင်တာပေါ့ဒါမဲ့လို့မင်းတို့ကိုအကုန်လုံးကြာကြီးမခံစားပါဘူးကွာတဲ့အကုသိုလ်ပါတဲ့ကောင်တွေစောသီးအလုံးရှုပ်ပြီးတော့ဒုက္ခရောက်သွားတာဗြဟ္မာလေးအများကြီးပါကွာတဲ့ဟဲ့လားဘုရားပြောတာဟုတ်လားအဲ့တော့ပြိတ္တိုင်နောက်ဆုံးအနည်းချွတ်ရင်ဗြဟ္မာကြီးကဗြဟ္မာချမ်းသာရဖို့သမထဘာဝနာပွားတဲ့နေလို့မိပါတယ်ဒီဆိုမြတ်စွာဘုရားကမဟုတ်ဘူးတဲ့ဝိပဿနာတရားအားထုတ်ရမယ်ရှင်းပြီလားဒါဆိုရင်တို့အားလုံးဓမ္မဆွေတော်မျိုးတော်တွေတည်ရင်တရားကိုမမိတဲ့တတိလေးပြန်သွင်းပြီးဒီတိုင်းကြီးနေဖို့ဟောရတာဘာလို့ရမလဲအေးဟောဒီရထားတဲ့ယုတ်တရားနံတရားကြီးတည်သွားတဲ့အချိန်ဘဝခန္ဓာယထာကြီးဟိုသုတ်တံဘုဒ္ဓဆိုက်ခါမှတည်တယ်လို့မအောင်မိပါနဲ့ဟောဒီယုတ်တရားနံတရားရဲ့စက္ကန့်တိုင်းဖြစ်ပြီးတော့ပြတ်နေတဲ့သဘောကိုဝိပဿနာဉာဏ်လေးနဲ့များတွေ့အောင်အားထုတ်ထားရင်ဟောဒီယုံနဲ့ဟောဒီနံသည်စက္ကန့်တိုင်းမွေးပြီးတော့စက္ကန့်တိုင်းတည်နေပါလေဘဝခန္ဓာယထာကြီးသည်တည်ခြင်းဘုဒ္ဓထိုက်တယ်လို့ပဲဟောဒီခန္ဓာယထာကြီးစက္ကန့်တိုင်းဘုဒ္ဓကထွက်ပြီးတော့စက္ကန့်တိုင်းပဲဘုဒ္ဓမှာပြန်ပြီးတော့ရက်နေတဲ့ဘဝခန္ဓာယထာအစစ်ကြီးဟောဒီမှာရှိပါတယ်ဒီတရားသိဖို့ဆိုရင်ပြိဿကြီးဘာလို့ရမလဲဝိပဿနာတရားအားထုတ်ရမယ်ဘယ်လောက်အားထုတ်ပြီးပြီလဲဩအဲ့ဒါပဲတော်တော်များများဝိပဿနာဆိုအတန်ကြားလိုက်တာနဲ့ဝိပဿနာတရားစစ်စစ်များဟောမယ်ဆိုရင်အကုန်လုံးပြန်သွားမယ့်လူတွေကြီးပဲ။ဘာပြောတော့လဲခုနကဘုန်းကြီးတွေခါတိုင်းတော့မဟုတ်ပြင်းပြကောင်းတော့ဒီနေ့ကျွန်တော်ဘာလို့ပြောမလဲဒီပြောပါလား။အခုမှဝိပဿနာတရားအားထုတ်သင့်ပါတယ်ဆိုတဲ့စကားလုံးလေးတစ်လုံးရဖို့ကြုတ်မှာတဏှာကြီးတိတိခင်ဗျားတို့ချောက်ခွာတာ။ကဲပြိဿကြီးဘဝခန္ဓာယတာကြီးသုတ်တန်ရေဝေးဘုဒ္ဓမဆိုင်ခင်မှာဘုန်းကြီးတို့ဒီစက္ကန့်တိုင်းဖြစ်စက္ကန့်တိုင်းပြည့်နေတဲ့ယုံနိုင်ရဲ့အမှန်သဘောကိုဉာဏ်နဲ့တွေ့ဖို့ဆိုရင်တရားရှာဘယ်မှာတွေ့ဒီခန္ဓာကိုယ်မှာဝိပဿနာမဖဲနဲ့ရမလားအမလီခက်ခက်ခဲမဟုတ်ဘူးပြိဿကြီးသူများခန္ဓာကိုယ်မှာလားကိုယ်ခန္ဓာကိုယ်မှာတတိလေးကတ်လိုက်ရုံပါပဲဘာလို့လဲဩထိုင်နေထိုင်မှန်တတိနဲ့သိနေသွားနေသွားမှန်တတိနဲ့သိနေရက်နေရက်မှန်တတိနဲ့သိနေလဲနေလဲမှန်တတိနဲ့သိနေပြောနေပြောမှန်တတိနဲ့သိနေ
ဟာခုထိုင်နေတဲ့ခံစားချက်တွေပူရင်ပူမှန်းသိနေအေးမှန်းသိနေဟာစိတ်တွေကပြန်ငြိမ်ပြီးတွေးမှန်းသိနေစဉ်းစားမှန်းသိနေအကုန်လုံးပေါ်ရစိတ်နဲ့ရုပ်ကိုတတိနဲ့ကပ်ပြီးတော့စူးစူးဆိုင်မှတ်လာရင်စူးစူးဆိုင်တာယုံနာကိုအရှုခံအာယုံတစ်ခုတားပြီးဝိပဿနာမှတ်လိုက်မယ်ဆိုရင်သမာဓိဉာဏ်လေးရလာရင်ပြိဿရင်ဖြစ်ပြီးပြတ်သွားတဲ့သဘောသေးသည်စက္ကန့်တိုင်းမှာရှိပါတယ်ဒီသဘောလေးကိုတိမဒုပရိသဘဝခန္ဓာယထာကြီးရတာတန်တယ်ဟုတ်ပြီလားအခုတော့တော်တော်များများဗုဒ္ဓဘာသာဝင်တွေဘုန်းကြီးတို့တွေကဒါနကောင်းမှုတော့မပြုဘူးလားပြုတယ်ဒါနကောင်းမှုတွတ်တလောက်သီလကောင်းမှုဟောဒီနေရာမှာဥပုသ်နေတိုင်းဥပုသ်တဲ့ပြည့်လာလို့မင်းဘာပြောဘာဖြစ်လို့လဲဓမ္မယုံနဲ့အိမ်နဲ့ဝေးလို့လားဓမ္မယုံနဲ့အိမ်နဲ့ဝေးလို့လားဘာနဲ့ဝေးတာလဲဓမ္မယုံနဲ့အိမ်နဲ့မဝေးဘူးသီလယူခြင်းစိတ်နဲ့ကိုယ်နဲ့ဝေးနေတာဟုတ်တယ်မလားပြောချင်တာကဒါနနေပူမိုးရတခါလေအရက်လည်းပဲမကြောင်ရှာပြီးမှရလာတဲ့ပိုင်ဆိုင်မှုကိုစွန့်ရတယ်ဘာတရားမှမစွန့်ရတဲ့သီလလို့ပြောရင်နည်းနည်းလေးလက်တော့မသွားဘူးဘာဝနာလို့ပြောရင်ပူတော်ဝေးသေးတယ်အဲ့တော့ပြောချင်တာကပြိဿကြီးလောက်ပါတော့ဘာဝနာတရားမပါဘဲနဲ့ဘဝခန္ဓာယထာကြီးသုတ်တံဘုရားထိုက်သွားရင်တန်ဖိုးမဲလိုက်တာဟုတ်လားအဲ့တော့ဘာဝနာမပါတဲ့အခါကျတော့နောက်ဆုံးနေတဲ့အချိန်ရောယောဂဝေဒနာတွေဖြည့်စည်းလာတော့ညီတတ်ရလားညီလိုက်တာဟုတ်လားညီလိုက်တာမှတချို့ညီလိုက်တာမှလေအတန်တော်တုံနေပြီလက်ကိုဘုံလက်ကပြေးရွမယ်ဆိုရင်တခါတည်းဟိုမှာအဘအသိခံပြောဘုံလက်လေးပြပါဗျာလက်ကိုတခါပြတာသူကလည်းပဲလှုပ်စီကြံတော့တယ်ကဲမထူတော့ပါဘူးဟုတ်လားအေးရတယ်မှာဘုံဗျာကဲပါဗျာကဲဒကမာကြီးမှတ်ဆိုတော့ तू ဘာမှမမှတ်ဘူးတာဘာလဲမှတ်တယ်မှတ်ပါဗျာတော့သူကမမှတ်တတ်ဘူးပြိဿစဉ်းစားကြည့်တည်တဲ့အချိန်နိဗ္ဗာန်ချမ်းသာတွေအပယ်လေးပါးလွတ်တာတွေအသာထားဘဝခန္ဓာနောက်ဆုံးနာခြင်းဆိုတဲ့ယောဂနဲ့ကြုံအိယာထဲမှာတခါတည်းမန္တေဘုရားစိုက်ခါနီးမှာယထာကြီးကဆက်ပြက်ပြီးချုပ်ပြုံးနဲ့ရှေ့ရောက်မလို့နောက်ရောက်မလို့ဖြစ်နေတဲ့အခြေအနေမျိုးနဲ့ယောဂနှိမ့်ဆက်နေတဲ့အချိန်မှာကိုယောဂကိုခံစားနေရတဲ့ဝေဒနာတော့ဘယ်လိုမှတ်ရမှန်းမသိဘူးဆိုရင်ဒီလောက်သာသနာအစ်စ်နဲ့ကြုံဒီလောက်ဝိပဿနာထုံးကားတဲ့နိုင်ငံမှာရောက်ပြီးလူဖြစ်ပါလျက်ခင်နဲ့ဘဝမနာဘူးဒါကြောင့်ဝိပဿနာတရားအားထုတ်ထားရင်ပြောချင်တာကနေဖို့အတွက်လည်းပဲလောကဓာတ်တရားနဲ့ကြုံရင်နေတတ်တယ်ကိုယောဂလေးကိုဝေဒနာလေးကိုကိုစိတ်နဲ့ကိုချမ်းသာအောင်အနိစ္စဒုက္ခအနတ္တပေါ်ဖြေမယ်ဆိုရင်လည်းကိုအမှတ်တတိလေးနဲ့ဖြေတတ်တယ်နောက်ဆုံးဒီယောဂနဲ့သေကိုသေရတော့မယ်ဆိုရင်လည်းသေတတ်တယ်ဩဃာဟိခငိုဃာညီဃာနဲ့သိကြမလို့ဘူးအခုတော့တော်တော်များများပြိဿကြီးသေဃာညီဃာမှာမင်းငါတရားမှမရောက်ဘူးအင်္ဂလာငါမျိုးခဏတော့ခေါ်ပြီးပါလားဆိုတော့မရှိဘူးလားမင်းဂျပန်ရှိရင်လည်းဂျပန်ခေါ်ခိုင်းအောင်မယ်လူကြက်လျှော်ရင်ပို့ခေါ်ခိုင်းအောင်မယ်သူမျိုးဂျပန်မှာရှိမှန်းသိအောင်ကရမလေးပဲခေါ်ပြီးတော့တကယ်နဲ့ဟိုကရောက်လာတော့ညီမပြီးသေးဘူးမင်းငါမင်းလေးကိုသင်္ကန်းဝတ်တာငါမြင်ရင်လည်းတော့ဘယ်ဘုန်းကြီးဒီမှာမသွားနိုင်ဘူးသင်္ကန်းဆိုင်သွားကလုံးတော့အမြန်လုံးတစ်ခါဝတ်ပြီးတော့ပတ်ပြီးတော့အမေမြင်းလေးဒီမှာသင်္ကန်းဝတ်တာပြီးတော့ဟုတ်လားခေဆိုအသွားပြီဟုတ်လားကဲပရိသတ်ကြီးဘာမှမဟုတ်သေဃာနီးဃာမှမြည်ဆွဲသားဆွဲနဲ့မရှိဘူးလားအဲ့တော့ပရိသတ်ကြီးသောသောပြောသလိုယထာကြီးကဘုရားဆိုင်တဲ့ကအရာရှိအောင်ဆင်းခိုင်းတာနေခိုင်းတာကိုကတော့မလီအိမ်မှာကြွားတာလူချက်ချွဲရင်မေတော်ကြီးတွေအကြီးတွေပိုးချွားတယ်ကျုံကြီးနေရလေအော်ပူကောင်းနေတော့ကျမအောင်သိတူတာကျမသမင်းမတွေ့ရင်မစားဘူးဟဲ့လားကျမကြောင်းမပွင့်ရင်သမင်းညကျမတဲမပေးမစားဘူးမလီကြွားလိုက်တာကဲအဲ့ဒီညီလေးကြွားရင်သားသမီးတွေလည်းသူ့ဘွားသူ့သိချစ်တာစောစောပိုင်းကဟုတ်နေတာသေဃာနီးပြီဆိုတဲ့အခါကျတော့တာရင်သမီးအမေမီးလေးတော့အမေမခွဲနိုင်လို့တခါတည်းထည့်လိုက်ပါကဲအဲ့ကြောင့်ဟောသားသမီးကထည့်ပေးမလားထည့်မပေးဘူးနဲ့ပြီးလားဘာလို့အမေတော့တော်တီတော့လည်းမပြောနဲ့သေပိုင်းနေတယ်ဒီဘာသူများသားသမီးလားခေါ်နေလားအရာရှိရမှာချော့မော်ပြောလိုက်မှငေါ့ပြီးတော့တုတ်ထည့်လိုက်မှာလားအဲ့ပြိဿစဉ်းစားကြည့်ငါကြီးနဲ့သိနှုတ်နေသေကြီးကလည်းခေါ်လို့မလိုက်ဘူးသားသမီးလည်းထည့်မပေးဘူးမထည့်ပေးဘူးနေမို့ကိုကတော့ခေါ်ကြည့်ကိုပါမြင်ရလေမင်းနေတာနေလားအဲကြောင့်စဉ်းစားပါဒါကြောင့်ဘဝခန္ဓာယထာကြီးကတပြေးတပြေးနဲ့သုတ်တံဘုရားစိုက်ခါနီးနေပြီအခုအချိန်ထိသွားကြတဲ့လေလေးနဲ့ငါကြီးနဲ့လုံးမနေနဲ့ကိုယ်ခန္ဓာကိုပြန်ရှုကြတော့သဘောပေါက်ပြီလား
ပြီးတော့အသေးစိတ်ရှုဖို့မှတ်ဖို့ကတော့ဘုံဘုံနဲ့နောက်ပွဲမှာတနေရာမှာဟောလို့ရမယ်ဒီနေရာမှာဆက်ဝင်ရင်ခင်ဗျားတို့တဏှာကြီးထပ်ပြီးရမှာကျိုးလည်းခါနာတယ်မပြီးနိုင်တော့ဟုတ်ပြီလားအနည်းကျုံရင်တော့ပြိတ္တကြီးဘဝခန္ဓာယထာကြီးသုတ်တံဘုဒ္ဓမနာခင်လေးမှာဒါနာလေးနဲ့ခြေနဲ့မနေပါနဲ့သီလလေးနဲ့လည်းရောင်ရဲမနေပါနဲ့ဟောဒီယုံနာရဲ့အဟုတ်အမှန်ဖြစ်ပြီးပြတ်နေတဲ့သဘောကိုဉာဏ်နဲ့တွေ့အောင်ဝိပဿနာတရားလေးမှတ်ပါဝိပဿနာတရားကိုစနစ်တကျမှတ်တတ်ပြီးဆိုရင်ကြုံလာတဲ့လောကဓာတ်နဲ့တွေ့ရင်လည်းနေတတ်တယ်ဖြေတတ်တယ်နောက်ဆုံးသိရမယ်ဆိုရင်လည်းသိတတ်တယ်စွမ်းစဓမ္မကျိုးစားလိုက်လို့မဉ္ဇဉ်ဖူဉ္ဇဉ်နဲ့သိရမယ်ဆိုရင်တော့အတိမြက်မြက်လေးနဲ့ဘဝခန္ဓာသာသနာနဲ့တွေ့ရတာမတန်ဘူးလားတန်နေဒါကြောင့်အားလုံးဘဝခန္ဓာယထာကြီးသုတ်တံဘုဒ္ဓမနာခင်မှာဘာဝနာတရားလေးတွေကျွတ်တင်အားထုတ်နိုင်ကြပါစေနော်ဒေသေတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မသေတနာအဘိနန္ဒနာစိတ်တေနသာဓုသာဓုတိဘာတထာသာတော်တရားနာလာအားကြပါရဲ့အများတကာဓမ္မပေါင်းသူတော်ကောင်းတို့ဒုံမီသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓအဖျာဖျာကိုပြီးသွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထံတော်မှဒေတိတံတဆင့်ခံကခေါ်ကြအပ်သောဣမံဓမ္မဒေသနာဘဝခန္ဓာယထာဤသုဒ္ဓဆိုတဲ့ဘုရားမှာမဆိုင်သေးခင်ကာလအတွင်းမှာဒါနသီလသမထဘာဝနာဆုံးအောင်ပြုဖို့ရအတွက်ရည်တံဟောကြားတဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းသောယုံသိနာကြကြကုန်ပြီးသည်ဖြစ်၍အဘိနန္ဒနာစိတ်တေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိပြကြကုန်လျက်အဘိနန္ဒနာစိတ်တေနာဟောဒီကိုယ်တော်ငါတို့ကတော့9နာရီမထိုးခင်တည်းကအားခင်ပြီးတော့လာလိုက်တာအောင်မလေးတနာရီခွဲလောက်တော့တရားဟောပေးမယ်လို့စိတ်ထဲမှာမျှော်လင့်လာပါတယ်သူလည်းပဲတရားကိုယ်တော်လေးလိုတနာရီကြော်ကြော်လေးနဲ့ပလင်တော်ဘော်ကဆင်းတော့မှာပါရလာရင်တို့တရားလေးတော်ရဲ့ဖြစ်စိတ်ထဲမှာမကြည်မလင်းနဲ့မြလမ်းသွားရင်အတင်းပြောပြီးပြန်ရရမယ်ဆိုရင်ပြိဿကြီးအတင်းဤတော်ရန်ပြောမနေနဲ့ဟောဒီကိုယ်တော်ကနိရိယတိသရိယာလာမိလေခမရတို့ကမိလို့ကောင်းတော့အရွယ်ကြီးကြော်သွားတာသရိယာလာမိလည်းပဲမိလို့ကောင်းတော့ဟောဒီကိုယ်တော်တနာဤမဟုတ်ဘူး3နာရီထိုင်ဟောရင်လည်းပဲမနက်ခင်းဆိုရင်လည်းကျုပ်တရားကိုလည်းမိကြအောင်ပါပါပဲဒါကြောင့်မိမအတူတူဘာမှမထူးနိုင်တော့တဲ့အတွက်ကြောင့်တဏှာကြီးကြောကြောခမရတို့လည်းအညောင်းမပြေကျုပ်လည်းပဲအညောင်းမပြေအခြေအနေကောင်းတော့မှဖြင့်သူလည်းတတ်တာငါလည်းတတ်တာတကယ်ကိုကောင်းတဲ့တရားလေးပါလားရဲ့လို့စိတ်ထဲမှာကြည်တတ်အောင်ပြန်ကတွေးပြီးတော့အမှန်လေးပေါ်ရင်ကြည်ကြည်လင်လင်ကြည်ကြည်နက်နက်ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာတထာသုံးချိန်သုံးဝါနှုံမြဟာ၍ကောင်းစွာမသွေကျူရင်လိုက်ကြလေကုန်ရာတတိ